is happy Esther ဆိုပြီးမှလည်းကျွန်မတို့ concept ပါတယ်ယနေ့ကျွန်တော်တို့ဘုရားသခင်ကကျမ်းမာခြင်းကိုပေးတယ်ဒါတင်မကပဲနဲ့သူရဲ့ရှင်ပြန်ထမြောက်တဲ့နေ့ညမှာပေါ့နော်ကျွန်မတို့ပြန်တယ်ပြီးမှဘုရားရဲ့မိသားရဖွဲ့ခြင်းနဲ့ကျွန်မတို့ဒီမှာစံစာလေ့လာခြင်းကိုအချိန်ရရှိတဲ့ကြောင့်ဘုရားသခင်ရဲ့နာမတော်ကိုချီးမွမ်းပါတယ်ကျွန်မဒီနေ့ကျွန်မတို့အတူတကွလေ့လာဖို့ကျွန်မယူဆောင်လာတဲ့ကျမ်းပိုက်ကတော့ရှင်ယောဟန်အခန်းကြီး20ဖြစ်ပါတယ်ရှင်ယောဟန်အခန်းကြီး20အငယ်1ကနေ18ထိဖြစ်ပါတယ်ကျွန်မဒီကျမ်းပိုက်ကိုဖတ်ပါမယ်9ရက်တွင်ပထမနေ့ရက်မိုးမလင်းမီစောစောအချိန်၌မာဂဒလမာရိသည်တင်းကြိုင်တော်သို့တွား၍တွင်ဝ၌ပိတ်သောကြောက်သည်ရွှေလက်ရှိသည်ကိုမြင်လျှင်ရှီမုန်ပေတရုနှင့်ယေရှုချစ်တော်မူသောအခြားတပည့်တော်စီတို့တွား၍ပြေးတွား၍တင်းကြိုင်တော်မှသခင်ကိုယူတွားကြပြီအဘယ်မှထားကြသည်ကိုမသိဟုပြောဆို၏ထိုအခါပေတရုနှင့်အခြားသောတပည့်တို့သည်ထွက်၍တင်းကြိုင်တော်သို့တွားကြ၏ထိုသူနှစ်ယောက်တို့သည်အတူပြေးသည်တွင်အခြားသောတပည့်တော်သည်ပေတရုကိုလွန်၍တင်းကြိုင်တော်သို့အရင်ရောက်သည်ရှိသောငုံ၍ကြည်သဖြင့်ပိတ်ပစိုးရှိရသည်ကိုမြင်လျင်မဝင်ဘဲနေ၏ရှီမုန်ပေတရုသည်နောက်သို့လိုက်၍ရောက်သောအခါတွင်ထဲသို့ဝင်လျင်ပိတ်ပစိုးရှိရသည်ကို၎င်းကောင်းတော်၌ရှိသောပဝါသည်ပိတ်ပစိုးရှိပဲတခြားစီလိမ့်လျက်ရှိသည်ကို၎င်းမြင်လေ၏ထိုအခါတင်းကြိုင်တော်သို့အရင်ရောက်သောအခြားတပည့်တော်သည်ဝင်၍မြင်သဖြင့်ယုံလေ၏ကိုတော်သည်တေချင်းမှထမြောက်ရမည်ဟုသောကျမ်းစကားကိုတပည့်တော်တို့သည်နားမလည်ကြသေးနောက်မှထိုသူနှစ်ယောက်တို့သည်မိမိတို့အပေါင်းအသင်းရှိရာသို့ပြန်သွားကြ၏မာရိသည်တင်းကြိုင်တော်အနားမှငိုကြွေးလက်ရက်နေ၏ငိုကြွေးစဉ်ငုံ၍တွင်ထဲသို့ကြည့်လျင်ကောင်းကင်တမန်နှစ်ပါးတို့သည်ဖြူသောအဝတ်ကိုဝတ်ဆင်လက်ယေရှု၏အလောင်းတော်လျောင်းရာအရပ်ခေါင်းရင်း၌တပါခြေရင်း၌တပါထိုင်ကြသည်ကိုမြင်လေ၏ထိုသူတို့ကအချင်းမိမအဘဲကြောင့်ငိုကြွေးတနည်းဟုမေးလျင်ကျမ၏သခင်ကိုယူသွားကြပြီးအဘယ်မှထားကြသည်ကိုမသိပါဟုပြောဆို၏ထိုတို့ဆိုပြီးမှနောက်သို့လှည့်လျင်ယေရှုရက်လက်နေတော်မူသည်ကိုမြင်တော်လဲယေရှုဖြစ်တော်မူသည်ကိုမသိယေရှုကလည်းအချင်းမိမအဘဲကြောင့်ငိုကြွေးတနည်းအဘယ်သူကိုရှာတနည်းဟုမေးတော်မူ၏မာရိကသင်သည်သူ့ကိုဆောင်သွားသည်မှလျှင်အဘယ်မှထားသည်ကိုကျမအားပြောပါကျမယူသွားပါမည်အရှင်ဟုထိုသူကိုဥယျာဉ်ဆောင်ဖြစ်သည်ဟုထင်မှလည်းဆို၏ယေရှုကလည်းမာရိဟုခေါ်တော်မူလျှင်မာရိသည်လဲ၍ရဗနီဟုထူးလေ၏ရဗနီအနက်ကအရှင်ဘုရားဟုဆိုလိုသည်ယေရှုကလည်းငါ့ကိုမဖက်နဲ့ဟုတ်ငါဒီငါခမည်းတော်ထံသို့မတက်ရသေးငါညီတို့ရှိရာသို့တွားလော့ငါဤခမည်းတော်တီးဟုသောတင်တို့၏ခမည်းတော်ငါ၏ဖျားသခင်တီးဟုသောတင်တို့၏ဖျားသခင်ထံတော်သို့ငါတက်ရမည်အကြောင်းအရာကိုကြားပြောလော့ဟုမိန့်တော်မူသည်နှင့်လေမာဂဒလမာရိသည်တွား၍မိမိသည်သခင်ကိုတွေ့မြင်သည်ကို၎င်းထိုတို့မိန့်တော်မူသည်ကို၎င်းတပည့်တော်တို့အားကြားပြောလေ၏ကျမဒီကျမ်းပိုက်ဘောနော်ဒီကျမ်းပိုက်ထဲကနေကျမခွန်အားရတဲ့အရာတွေကိုပြန်လည်ပြီးမှ study နေနဲ့ပြန်လည်ပြီးမှဝေမျှချင်ပါတယ်လို့ဒီထက်မှဆိုရင်မာဂဒလမာရိနော်9ရက်နေ့မှာပထမနေ့ရက်ဖြစ်တဲ့ဒီနေ့ပေါ့နော်ဒီနေ့ကနေနေ့မှာမနေ့မိုးမလင်းခင်မှာမာဂဒလမာရိဟာတင်းကြိုင်းကိုနော်သခင်ယေရှုမြုပ်နှံထားတဲ့တင်းကြိုင်းကိုသူတွားတယ်ဆိုတာကျွန်မတို့တွေ့ရပါတယ်အဲ့အချိန်မှာဆိုရင်လူအနေနဲ့မတတ်နိုင်တဲ့အရာတွင်းဝကိုပိတ်ထားတဲ့ကြောက်ကြီးเนาะရွှေကြောက်ကြီးဟာနော်ရွေ့လက်ရှိသည်ဆိုတာကိုမြင်လင်းဆိုပြီးမှကျွန်မတို့တွေ့ရပါတယ်ဒီကျမ်းထဲမှာပေါ့နော်ကျွန်မနော်ခွန်အားရတဲ့အရာကမြင်တဲ့အရာတွေပေါ့နော်မြင်တွေ့ချင်းအရာတွေနဲ့ကျွန်မstudy လုပ်ချင်တာဖြစ်ပါတယ်လို့ဒီမှာဆိုရင်နော်ကြောက်ရွေ့တယ်ဆိုတာမြင်တာနဲ့ချက်ချင်းပါဖြစ်လဲဆိုရင်နော်မာရိဟာပြေးသွားပြီးမှတပည့်တော်တို့စီကိုသွားပြီးမှအကြောင်းကြားတယ်ဆိုတာတွေ့ရပါတယ်လို့ဒါပြီးရင်အငယ်လေးမှာဆိုရောပေါ့နော်ဒီအရာကိုတွေ့တဲ့ခါ
ဒီအရာကိုကြားတဲ့ခါကျရှေ့မပေတယ်လူနဲ့အတူเนาะအခြားသောတပည့်တော်ဟာလာပြီးတော့เนาะတင်းကျိုင်းတော်ကိုလာပြီးမှသခင်ယေရှုထားတဲ့နေရာကိုလာကြည့်တယ်ဆိုတော့ကျွန်မတို့တွေ့ရတယ်เนาะဒီမှာဆိုရင်ပိတ်ပစိုးရှိအငယ်6မှာဆိုရင်ပိတ်ပစိုးရှိရဲ့ဒီကိုမြင်လျင်မဝင်ဘဲနေ၏တဲ့ဒီအခြားသောပေတရုမဟုတ်တဲ့အခြားသောတပည့်တော်ဟာเนาะပိတ်ပစိုးရှိရဲ့ဒီเนาะသခင်ယေရှုကိုမတွေ့ဘဲနဲ့ပိတ်ပအဝတ်ကိုပဲမြင်တွေ့တယ်မြင်တာကိုမြင်တယ်ဆိုတာကျွန်မတို့တွေ့ရတာဖြစ်တယ်เนาะအငယ်ခွန်မှာဆိုလဲပေတရုကပိတ်ပစိုးเนาะခေါင်းရင်းမှာနော်ကောင်းရင်မှရှိတဲ့ပဝါပိတ်ပစိုးနဲ့နော်ခြေရင်းမှရှိတဲ့ပိတ်ပစိုးအတူမရှိဘူးဆိုတာမြင်တယ်ဆိုတာကျွန်မတို့ပြန်တွေ့ရပါတယ်လို့ဒါပြီးရင်နော်ဒီအငယ်ရှိမှဆိုရင်တို့ဒီပိတ်ပစိုးကိုနော်သခင်ယေရှုမရှိတော့ဘူးကြီးသခင်ယေရှုဟာနော်ဒီတင်ကြိုင်ထဲမှာမရှိတော့ဘူးဆိုတာမြင်တယ်ဆိုတာကျွန်မတို့တွေ့ရတယ်။သူကမြင်တစ်ဖြင့်ယုံလေကြီးတဲ့နော်ဒီအရာကိုမြင်ပြီးမှသူတို့ယုံတယ်ဆိုတာတွေ့ရတယ်။နော်ဒီအရာနဲ့ဒီမှာဆိုရင်ပေါ့နော်ကျွန်မပါပြောချင်တယ်လဲဆိုရင်ပေတရုနဲ့เนาะအခြားသောတပည့်တွေဟာသခင်ယေရှုမရှိဘူးသခင်ယေရှုဟာเนาะထားမြောက်တယ်ဆိုတဲ့အကြောင်းသူအလောက်ဒီတင်ကြိုင်းထဲမှာမရှိတော့ဘူးဆိုတော့မြင်ပြီးမှယုံတယ်ယုံပြီးရင်เนาะအငယ်30မှာကျွန်မတို့ကြည့်မယ်ဆိုနောက်မှထို့သူနှစ်ယောက်တို့ဒီမိမိအပေါင်းအသင်းရှိရာသို့ပြန်သွားကြ၏တို့သခင်ယေရှုဟာထားမြောက်တဲ့အကြောင်းကိုမြင်တယ်သိတယ်ဒီအရာနဲ့ပဲသူတို့ကနော်ခြေနဲ့တယ်လို့ပြောရမှာပြန်သွားတယ်ဆိုတော့ကျွန်မတွေ့ရပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ဆက်ပြီးမှဟာငါ့သခင်ယေရှုနော်မရှိဘူးသူပြောတဲ့အရာကတကယ်ပဲအမှန်ပဲလားနော်ထားမြောက်တယ်လားဆိုတော့တို့မစုံစမ်းမစူးစမ်းတော့ဘူးနော်သူကိုမြင်တဲ့အရာနဲ့ပဲခြေနဲ့မှသူပြန်သွားတယ်ဆိုတော့ကျွန်မတွေ့ရပါတယ်ကျမတို့ရဲ့အသက်တာမှာလည်းကျမတို့เนาะယုံကြည်သူတယောက်ဖြစ်တဲ့ခါကျတော့เนาะကျမတို့ပြည်သူတို့ရဲ့အသက်တာအနေနဲ့ကျမတို့အများကြီးအသက်ရှင်နေတဲ့အရာတွေရှိပါတယ်။သခင်ယေရှုကတကယ်ကောင်းမြတ်တယ်။တကယ်ပဲเนาะကျမတို့ရဲ့เนาะကျမတို့အတွက်သူဟာလက်ဝါးကတိုင်းမှာကျမတို့အဖြစ်အတွက်ကျမတို့ရဲ့ဒဏ်ရာဒဏ်ချက်အတွက်ကျမတို့ရဲ့ချိန်ချင်းအမင်္ဂလာတွေအကုန်လုံးယူဆောင်သွားတယ်ဆိုတော့เนาะကျမတို့အားလုံးသိတယ်။เนาะပေတရုတို့ကဲတို့သိတယ်နော်ယုံတယ်ဒါပေမဲ့ကျမတို့ဒီအရာကိုနော်ကိုအတွက်မယူတော့ဘူးနော်ကိုအတွက်ပို့ပြီးမှအထဲကိုနဲ့ပြန်ပို့ပြီးမှမဝင်ဘူးပို့ပြီးမှမစူးစမ်းဘူးဆိုတာကျမတို့တွေ့ရတယ်ဒီအရာကငါအတွက်တကယ်ပဲတိမ့်ပိုက်တယ်ဆိုတာမျိုးကိုပေါ့နော်ကျမတို့လုပ်တဲ့ဟာတွေကအိမ်မသာမှလဲပါတယ်လို့သခင်ယေရှုဟာကျမတို့အတွက်အသေးခံတာမှန်ပါတယ်ယုံပါတယ်နော်ကျမတို့လူတိုင်းဒီအရာကဘာလဲဆိုရင်ကျမတို့နော်နှလုံးသားနဲ့မဟုတ်ဘဲနဲ့အုံနောက်နဲ့တည်တယ်နော်ဒီမြင်တာနဲ့တည်တယ်နော်ကြားတဲ့အရာနဲ့တည်တယ်ဆိုတဲ့အရာအထိပဲကျမတို့နော်ဒီအရာမှာကျမတို့တည်နေတဲ့သူတွေများစွာရှိပါတယ်လို့ကျမတို့ရဲ့တက်တာမှာနော်ဒီပေတရုတို့နော်တငယ်ချင်းတွေရောက်ခဲ့လို့ကျမတို့ရဲ့တက်တာမှာလည်းသခင်ယေရှုကိုဒီနော်ကျမတို့အတွက်အသေးခံနေဆိုပြီးမှဒီအရာနဲ့ပဲပြီးသွားတာမဟုတ်ပဲကျမတို့တက်တကယ်ပဲအသေးခံတဲ့အရာတကယ်ပဲကျမတို့ထဲမှာနော်အသက်ရှင်တဲ့အရာသခင်ယေရှုကတကယ်ပဲရှင်ပြန်ထားမြောက်တယ်နော်သူပြောထားတဲ့သူရဲ့ဂတိတော်တွေအကုန်လုံးဟာကျမတို့အတွက်ဖြစ်တယ်ကျမတို့အားလုံးရရှိပိုင်ဆိုင်ပြီးပြီဆိုမှကျမတို့ယုံကြည်ဖို့ဆိုတာပေါ့နော်ကျမဒီအရာကိုပေါ့နော်အမပြန်ပြီးမှတတိယစေတာဖြစ်ပါတယ်လို့ဒါပြီးရင်မာရိရဲ့အသက်တာကိုကျွန်မတို့ပြန်ကြည့်မယ်ဆိုရင်เนาะမာရိဟာเนาะအငယ်7မှာဆိုရင်တင်းကျိုင်းတော်နားမှာငိုကြွေးလက်ရက်နေ၏ငိုကြွေးစဉ်တွင်တွင်ထဲသို့ကြည့်လျင်ကောင်းကင်တမန်တို့သည်ဖြူသောအဝတ်ကိုဝတ်ဆင်လက်ယေရှုအလောင်းတော်လျောင်းရအရက်ခေါင်းရင်း၌တပါခြေရင်း၌တပါထိုင်ကြသည်ကိုမြင်လေ၏ဒီနေရာမှာဆိုရင်เนาะအငယ်17မှာဆိုတင်းကျိုင်းတော်နားမှာငိုကြွေးလက်နေတယ်တဲ့သူဟာတကယ်ပဲစိတ်ပူပန်ပြီးသခင်ယေရှုကိုမတွေ့မချင်းသူကငိုကြွေးတယ်ဆိုတာကျွန်မတို့တွေ့ရပါတယ်လို့သခင်ယေရှုတော့ထားမရှိတော့ဘူးဆိုတာသိပေမဲ့သူကလုံးဝပြန်မတော့ဇွဲမလျှော့ဘဲနဲ့ပေါ့နော်မတွေ့မချင်းရှာဖွေတယ်ဆိုတာကျွန်မတို့တွေ့ရပါတယ်လို့နော်အငယ်14မှာဆိုရင်လည်းဘာပြောလဲဆိုရင်ထိုတို့ဆိုပြီးမှနောက်တော့လက်လင်ယေရှုရက်တော်မူကြီးကိုမြင်တော်လဲယေရှုဖြစ်တော်မူကြီးကိုမသိနော်ဒီအရာမှာဆိုရင်နော်ဒီကောင်းကင်တမန်တို့ကမေးတယ်နော်အငယ်73မှာဆိုရင်ဘာလို့ငိုကြွေးနေတာလဲအမျိုးသမီးနော်
ဆိုတဲ့ခါကျရင် तू ကအော်ကျမရဲ့တခင်ကိုယူသွားကြပြီဘယ်မှာထားလဲဆိုတာကျမမသိဘူးဆိုပြီးမှ तू ကပြန်ပြီးမှပြောတယ်ဆိုတာကျမတို့တွေ့ရတယ်เนาะအငယ်စလေးမှာဆိုရင် तू နောက်ကိုလက်ကြည့်ပြီးမှเนาะအဲ့မှာလူတယောက်ကိုတွေ့တယ်အဲ့လူကတခင်ယေရှုဖြစ်မှန်းကိုမာရိကမသိဘူးဆိုတာကျမတို့တွေ့ရပါတယ်လို့ကျမတို့ရဲ့အသက်တာမှာဆိုရင်လည်းပေါ့เนาะတခင်ယေရှုကိုကျမတို့ရှာဖွေတယ်တကယ်ပဲရှာဖွေတဲ့ခါကျရင်ဒါပေမဲ့တခင်ယေရှုကကျမတို့ရဲ့အနားမှာအမြဲတမ်းရှိတယ်ဆိုကျမတို့မခံစားမိကြဘူးပေါ့နော်တခါတည်းကျရင်ကျမတို့သူ့ကိုအရန်ဆာငတ်တယ်ခက်ခဲမှုပြဿနာတွေနော်တဆုံတခုအတွက်ကျမတို့သူ့ကိုနော်တကယ်စိတ်နှလုံးကျွေးမဲ့နဲ့ရှာဖွေတဲ့ခါကျနော်သခင်ယေရှုရဲ့နော်အတူပါရှိခြင်းသူ့ရဲ့အတန်တော်တွေကိုကျမတို့ကြားရတာဖြစ်တယ်နော်ဘာအဖြစ်ကြားရလဲဆိုရင်နော်ကျမရဲ့နော်ဆရာဒီအဖြစ်တော့၎င်းနော်မိတ်ဆွေပေါင်းတဲ့အဖြစ်တော့၎င်းတခါတည်းကြရင်နော်ကျမတို့ဒိဋ္ဌိဆန်ရဲ့အရာတွေပေါ့နော်တက်မဲ့အရာတွေနော်တက်ရှိတိုက်ဒိဋ္ဌိဆန်တွေအဖြစ်တော့၎င်းကျမတို့ဖျားရတာကိုကြားရတယ်ဒါပေမဲ့ဒီအရာကဘုရားကကျမတို့ကိုစကားပြောနေတယ်ဘုရားကကျမတို့ကိုအတူပါရှိတယ်ဆိုတော့ကျမတို့တစ်ခါတည်းကြားရင်ပေါ့နော်ကျမတို့မသိရတာဖြစ်ပါတယ်လို့ဒါပေမဲ့ကျမတို့နော်ဒီရေအမြအခန်းကြီး29ငယ်73မှာဆိုတော့ပြောလဲဆိုစိတ်နှလုံးနော်ကျွေးမဲ့နဲ့ရှာဖွေရဆိုရင်အတွေ့ခံရဆိုပြောထားတဲ့အရာပေါ့နော်ကျမတို့တကယ်ပဲစိတ်နှလုံးအကျွေးမဲ့ဘုရားကိုရှာရဆိုရင်တော့ဘုရားကကျမတို့ကိုအမြဲတမ်းအတူပါရှိတယ်အမြဲတမ်းကျမတို့နားမှာရှိတယ်ဆိုတော့ကျမတို့သိရပါတယ်လို့နော်အငယ်15မှာဆိုရင်လည်းပြောလဲဆိုယေရှုကလည်းအချင်းမိမအဘဲကြောင့်ကိုကျွေးတယ်နည်းအဘဲသူကိုရှာတယ်နည်းဟုမေးတော်မူ၏တဲ့နော်ဒီညမှာယေရှုကသူ့ကိုပြန်ပြောဘာကြောင့်လို့လာလဲနော်မာရိယာဘာကြောင့်လို့လာလဲဆိုတော့သူ့ရဲ့သခင်ကိုရှာမတွေ့တော့လို့နော်သူ့ရဲ့သခင်မရှိတော့လို့သူကကိုကျွေးတာဖြစ်တယ်သူ့ရဲ့အလောင်းတော်ကိုနော်ဒီတင်းချိုင်းထဲမှာရောက်တဲ့ခါကျတော့သူနော်လူတွေရဲ့ထုံးစံဆိုရင်တော့တင်းချိုင်းထဲမှာပဲရှိတာဖြစ်တယ်ဒါပေမဲ့သူဟာအသက်ရှင်တဲ့ဘုရားဆိုတာတိလျက်နဲ့ပေါ့နော်သူ3ရက်မြောက်နေ့မှာထားမြောက်မယ်ဆိုတဲ့အကြောင်းကိုလည်းပြောပေများနဲ့နော်လူအနေနဲ့ယုံကြည်နိုင်စွမ်းပေါ့နော်မရှိဘူးဒီအရာကပါလဲဆိုတဘာဝလူဖြစ်တဲ့အကြောင်းပေါ့နော်ဒါကြောင့်သူကလူလိုပဲသူခံစားပြီးမှသူတခင်မရှိတဲ့အကြောင်းကိုလူကျွေးတာဖြစ်ပါတယ်လို့ဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာမှာဆိုနေပေါ့နော်ကျမတို့မှလည်းခက်ခဲမှုပြဿနာတွေကြုံတွေ့ရတဲ့ခါကျရင်ကျမတို့လည်းအများအားကိုကျွေးကြတယ်နော်သခင်ယေရှုကိုရှာဖွေတယ်နော်ကိုတော့ကျမနဲ့အတူမရှိတော့ဘူးလားကျွန်တော်နဲ့အတူမရှိတော့ဘူးလားကိုတော့ဘယ်ရောက်သွားပြီလဲကျွန်တော်ကိုဆွန့်ပစ်သွားပြီလားဆိုတော့ကျမတို့ပေါ့နော်အားငယ်မှုတွေစိုးရိမ်မှုတွေထိတ်လန့်မှုတွေမျိုးကျမတို့ကြုံတွေ့ရတာဖြစ်ပါတယ်ဒါပေမဲ့သခင်ယေရှုကနော်ဒီချင်းကိုထားမြတ်တေချင်းကိုအောင်လို့ပြီးချမ်းမြောက်ခဲ့တာဖြစ်တယ်။နော်လူအနေနဲ့ကြည့်မယ်ဆိုတော့တကယ်မှန်ပါတယ်။တေခဲ့တာမှန်ပါတယ်။နော်တင်းချိုင်းထဲမှာနော်ထားတယ်ဆိုတာလည်းမှန်ပါတယ်။ဒါပေမဲ့နော်တေချင်းမျက်စုမှန်ကိုအောင်မြင်ခဲ့တဲ့ဖခင်ကပေါ့နော်3ရက်မြောက်သောနေ့မှာသူဟာထားမြောက်ခဲ့ပြီးပြီဖြစ်တဲ့ကြောင့်ကျမတို့ရဲ့နော်ခက်ခဲမှုပြဿနာတွေကြုံတွေ့ရတဲ့အရာမှာတိုင်းမှာလည်းသူဟာကျမတို့ရဲ့အနာမှာအမြဲပဲအတူပါရှိနေတယ်ဆိုတော့ပေါ့နော်ကျမတို့တွေ့ရပါတယ်လို့ဒါပြီးရင်နော်ဒီမှာနောက်ပြပါပြောလဲဆိုအဘယ်သူကိုရှာတနည်းဟုမေးတော်မူ၏တဲ့နော်သူဟာဘသူကိုရှာလာလဲဆိုသူရဲ့နော်သခင်ကိုရှာပေါ်တာဖြစ်တယ်နော်ကျမတို့ရဲ့တက်တာမှာလဲကျမတို့မှာဘာအရာကိုရှာဖွေနေတာလဲနော်ကျမတို့ရဲ့အုံနောက်နဲ့တည်တဲ့အရာတွေနဲ့ပဲကျမတို့ဘုရားကိုရှာဖွေနေတာလေနော်ဒါပေမဲ့ဘုရားဟာနော်အသက်ရှင်တဲ့ဘုရားဖြစ်တယ်နော်တကယ်ပဲ3ရက်မြောက်သောနေ့မှာသူဟာနော်အသက်ပြန်ပြီးမှရှင်တဲ့ဘုရားဖြစ်တယ်ကျမတို့ရဲ့နော်သူအလောင်းကောင်ရှိတဲ့နေရာမှာအသက်ရှင်တဲ့ဘုရားကိုကျမတို့ရှာဖွေရဆိုကျမတို့ဘယ်တော့မှတွေ့မှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုသူဟာအသက်ရှင်တဲ့ဘုရားဖြစ်တယ်ကျမတို့ကိုးကွယ်တဲ့ဘုရားကပေါ့နော်အသက်ရှင်တဲ့ဘုရားဖြစ်တယ်ဆိုတော့ကျမတို့မမေ့ဘူးအိမ်မှာတာမရေးကြည့်ပါလေလို့ဘာဖြစ်လို့လဲဆိုရင်ကျမတို့ခက်ခဲမှုပြဿနာတွေကြုံတွေ့ရတိုင်းနော်ကျမတို့လော်ကီရေးရနဲ့နော်လော်ကီတဘာဝနဲ့ကျမတို့ဆုံးဖြတ်တဲ့အရာတွေနော်စဉ်းစားတွေးခေါ်တဲ့အရာတွေကနော်
ထက်တာလွန်တဲ့ဖရားကျမတို့မှာတဘာဝလွန်ဖရားအသက်ရှင်တဲ့ဖရားကိုကျမတို့ပိုင်ဆိုင်ထားတာဖြစ်ပါတယ်လို့ဒါကြောင့်မလို့ဒီအရာအတွက်ပေါ့နော်ဖရားရဲ့နာမတော်ကိုချီးမွမ်းပါတယ်နော်အငယ်18မှာဆိုရင်မာဂဒလမာရိဒီတွား၍မိမိဒီသခင်ကိုတွေ့မြင်ဒီကို၎င်းထိုတို့မိန်တော်မူဒီကို၎င်းတပည့်တော်တို့အားကြားပြောလေ၏တဲ့နော်ဒီညမှာဆိုရင်မာဂဒလမာရိရဲ့တက်တာကိုကျမအရာမဲ့အားကြပါတယ်လို့ဘာဖြစ်လို့လဲဆိုရင်သူဟာသူမြင်တဲ့အရာတွေကိုသူတယောက်တည်းအတွက်ပဲမထားဘူးတပည့်တော်ဒီကိုပြန်လဲပြီးမှသွားပြီးမှသခင်ယေရှုနဲ့သူတွေ့ခဲ့တဲ့အကြောင်းကိုပြန်ပြီးမှသူပြောပြတယ်ဆိုတော့ကျမတို့တွေ့ရပါတယ်ကျမတို့ရဲ့တက်တာမှာလည်းကျမတို့ဖခင်ကိုနော်တွေ့ခဲ့တဲ့အရာတွေဖခင်ရဲ့ကောင်းမြတ်ခြင်းဖခင်ရဲ့နော်ကျမတို့အပေါ်မှာလုပ်ခဲ့တဲ့ကောင်းတကူနမိတ်လက္ခဏာတွေနော်ဒီအရာတွေနော်ကျမတို့ကိုကယ်တင်သွားတဲ့အရာတွေဒီအရာတွေကျမတို့တယောက်တည်းအတွက်ပဲမဟုတ်ဘဲကျမတို့အနားမှာရှိတဲ့ပတ်ဝန်းကျင်တွေကျမတို့ရဲ့မိတ်ဆွေပေါင်းတင်တွေပြန်ပြီးမှကျမတို့ဤဝင်ကြီးလိနော်တည်င်းကောင်းကိုပြန်လဲပြီးမှဝေငါဖို့ဖြစ်ပါတယ်သူဟာကျမတို့အတွက်ကားတိုင်းမှာအသေးခံချိန်ချအမင်္ဂလာတဲ့အကုန်လုံးကျမတို့အဖြစ်တဲ့အကုန်လုံးကိုယူဆောင်သွားပြီးမှနော်ကျမတို့ရဲ့အတွက်နော်ကျမတို့အတွက်ကျမတို့ကိုကယ်တင်ဖို့သူဟာ3ရက်နေ့မှာပြန်ပြီးမှရှင်ပြန်ထားမြောက်တဲ့အကြောင်းကိုပေါ့နော်ကျမတို့ရဲ့အမိပတ်ဝန်းကျင်မှာနော်ခရစ်တော်အကြောင်းကိုမသိသေးတဲ့သူတွေကိုကျမတို့ပြောပြဖို့နော်မာဂဒလမာရိကဲလို့ကျမတို့ပြန်လဲပြီးမှပြောပြဖို့ဟာကျမတို့ရဲ့တာဝန်ဖြစ်ပါတယ်ဆိုတော့ပေါ့နော်ကျမပြောချင်ပါတယ်ဒီရတဲ့ဖရားပေါ်လိုက်တော့ကောင်းဒီမှာတင်းတော်ပေါ်ပါတယ်ကောင်းအထူးပဲကျေးဇူးတင်တဲ့ဖရားရှင်ကောင်းကြီးပေးပါစေအခုချိန်မှာကျမတို့ဒီအခုဆူတောင်းခြင်းပိုင်းကိုကျမတို့သွားမှာဖြစ်ပါတယ်လို့ကျမတို့ရဲ့အခုချိန်မှာဒီကဘာမှာဖြစ်ပျက်နေတဲ့အရာပေါ့နော်ကျမတို့နော်ဒီကဘာကိုတုံ့လောက်ချောက်ချစေတဲ့ကိုရိုနာဗိုင်းရပ်စ်နော် COVID-19 ကိုခံစားနေရတဲ့သူတွေနော်ဆရာဝန်နော်သူစုပေးတဲ့နော်ကူညီပေးတဲ့ဆရာဝန်ဆရာမတွေနော်ဒီအရာတွေအတွက်နော်ကျမတို့ပြန်ပြီးမှဆူတောင်းစကားကြရအောင်ဒါဒီကဘာနဲ့စပွားရေးလုပ်ငန်းများပြန်ပြီးမှနလာထူနိုင်ဖို့နေရာတိုင်းနော်တိုင်းနိုင်ငံတည်တည်မှာလုပ်ကောင်းချတဲ့ကြောင့်လို့ကျမတို့မှာနော်အလိုလိုကန်ချင်းတူမှမရှိဘူးစားစရာတွေစားဝတ်နေရေးတွေပေါ့နော်ဖခင်ကအကောင်းဆုံးပြင်ဆင်ပေးဖို့ဒီရတဲ့ကျမတို့ဆူတောင်းကြရအောင်ဟာလေလုယာဟာလေလုယာကောင်းများဆုံးတော်မူသောဖခင်ကိုရောကိုယေရှုတင်နဲ့နာမတော်ကိုချီးမွမ်းပါတယ်ယနေ့၌ကိုရှင်ဖခင်ရှင်ပြန်ထားမြောက်ရာနေ့ကိုရှင်ချမ်းသာစွာကြိုဆိုရတဲ့ခွင့်ကိုပေးတော့ကြောင့်ကိုရောကိုယေရှုတင်နဲ့ကိုရှင်ဖခင်ဒီနေ့၌ကိုရှင်ဖခင်တိုင်းနိုင်ငံအတီးတီး၌လည်းကိုရှင်ဖခင်တခင်ကြီးစင်ပြန်ချမ်းမြောက်နေ့ကိုချမ်းသာစွာကြိုဆိုနိုင်တဲ့သူရှိတယ်လို့ကိုရှင်ဖခင်COVID-19 ကြောင့်ကိုရှင်ဖခင်စေယုံခမ်းများပေါ်နဲ့ရောက်ရှင်နေတော့တာသမီများကိုအထူးပဲတတိယဆုတောင်းပေးပါမယ်ပါသူတို့ရခံစားရတော့ယောဂဝေဒနာများကိုလည်းကိုရှင်ဖခင်တကယ်အတူတူနဲ့စေကြောရဲ့ပြောက်ကင်းခြင်းကိုပေးတယ်မှာကိုရှင်ဤလက်တော်ကိုမြင်တွေ့စေတော်မူပါကိုရှင်လက်တော်ဆန်တန်းတဲ့ကိုရှင်ဖခင်ဒီအရောက်စီတိုင်းရတက်တာနဲ့ကိုခန္ဓာအလုံးစုံကိုရှင်ဖခင်ကြားမှချင်းကိုပေးတယ်မှာကိုရှင်ဖခင်ယနေ့ကိုရှင် COVID-19 ကိုရှင်ကိုကြီးကုသပေးနေတော့ဆရာဝန်ဆရာမများနတ်စ်မများဆေးရုံလုပ်သားများအရောက်စီတိုင်းကိုယေရှုနာမနဲ့ကောင်းချီးပေးပါ၏ဒီလိုရတက်တာကိုရှင်ကောင်းချီးပေးတော်မူပါအသွေးတော်နဲ့လွှမ်းခြုံပေးတော်မူပါယောဂကုသခြင်းမရှိဘဲနဲ့ကိုရှင်ဖခင်ကောင်းမွန်စွာနဲ့ကိုရှင်ဖခင်လူနာများကိုကြည့်ရှုနိုင်ဖို့ကိုရှင်မဆာတော်မူပါခွန်အားကိုပေးတော်မူပါခန္ဓာခွန်အားဝိညာဉ်ခွန်အားစိတ်ခွန်အားကိုပေးတနာတော်မူပါသူတို့ရဲ့အိမ်ထောင်မိသားစုများကိုအသွေးတော်နဲ့ကိုပေးတနာတော်မူပါကိုရှင်ဖခင်ဤယောဂဖြစ်ပြနေတဲ့နေရာတိုင်း၌ကိုရှင်ဖခင်တခင်ဤကိုရှင်ကိုစာငတ်တော်နှလုံးသားများနဲ့နောင်တနှလုံးသားများနဲ့ကိုရှင်ထံတော်နဲ့ပြန်လဲလာကြဖို့ကိုရှင်ဖခင်အရောက်စီတိုင်းကိုသူတို့နှလုံးသားကိုရှင်ဖခင်ဆွဲခေါ်ပေးတော်မူပါကိုရှင်မတွေးဆောင်တဲ့အဘယ်သူနဲ့ကိုရှင်ထံတော်ကိုရောက်နိုင်တယ်လို့ပါကိုရှင်ဖခင်သူတို့နှလုံးသားတည်တည်နဲ့အသက်ရှင်တော်ဘုရားကိုရှာဖွေတော်နှလုံးသားများကိုရှင်ထံပေးတော်မူပါတိုင်းနိုင်ငံတည်တည်နဲ့အောဖွယ်နိုးထခြင်းများကိုလည်းကိုရှင်ဖခင်မြင်တွေ့စေတော်မူပါကိုရောကိုကျေးဇူးတင်နဲ့ယခုချိန်၌လည်းကိုရှင်ဖခင်လုံတောင်းချခြင်းအပြင်တိုင်းနိုင်ငံတည်တည်နဲ့အလုံးလက်မဲ့များဖြစ်နေကြပါစီပွားရေးများကိုရှင်ပြတ်တန်းနေရတာဖြစ်ပါလေရ
များကိုလည်းကိုရှင်လုပ်ဝဲနိုင်စကန်အနာပါတယ်ဘောရှိပွားရေးလုပ်ငန်းစဉ်များကိုလည်းကိုရှင်ကောင်းချီးပေးတနာတော်မူပါသူတို့ဤရှုံရှုံသွားတော့အရာများကိုလည်းပြန်လည်ပြီးမှဘောကိုရှင်ဖဖျားနဆတော့ကောင်းချီးများနဲ့ပြန်လည်ပြီးမှနလန်ထူလာနိုင်ဖို့ကိုရှင်မဆောင်ကောင်းချီးပေးတော်မူပါပြီးသူပိတာရောက်စီတိုင်းနေလဲကိုရှင်ဖဖျားဘောကိုရှင်ဘောကိုတော်ဒီဆောင်တဲ့ကောင်ကိုမြအငတ်မထားတော့ဖဖျားဒီဒီနေ့၌ယုံကြည်သူသားသမီးများဘောလူမျိုးအတီးတီးကိုလည်းကိုရှင်ဖဖျားစာဝန်နေရဲကိုရှင်ဖဖျားချပေးတော်မူပါအသက်မွေးလောက်တော့အစာကုန်နေ့ရက်စဉ်တိုင်းကိုရှင်ပေးတနာတော်မူပါကိုတော်ကိုကျေးဇူးတင်တယ်ဘောကိုရှင်ဖဖျားဒီအရာဘောကိုရှင်ဖဖျားအချိန်တို့တွေးနိုင်ကိုရှင်ပြန်လဲပြီးမှဘောချမ်းမပြောက်ကင်းရတဲ့ခွင့်နဲ့ကိုရှင်ဖဖျားဒီခင်ကြီးကောင်းမြတ်ခြင်းမြင်တွေ့ဖို့လုံလာဖြစ်စေတော်မူပါကျေးဇူးတော်ကိုချီးမွမ်းလေယေရှုနာမနဲ့ဆုတောင်းဆောင်ပါအာမင်အလုံးဘောဖျားရှင်ကောင်းချီးပါစေအလုံးကိုကျေးဇူးတင်ပါတယ် Hallelujah. Tuzanina khatve to panamai phateng musakigina amamin siang thote pa toy thekigina anun tangna hu teung koma nang le ke chidam na hong piain ama mai noi ong khakik ibyak pasien min thana khem donga masata hen hallelujah yom na tek panina to pa tho kingna o to pa yong tho kingna to pa kyang bana hong pai dai na thu pha nang le nen kon song tung nya ta hen toy manina tu zanina khatve to pa let na te phat khomina o inun tan na khatve phat na biak biak na te ilut ma na to pa o kanun tang na sonang manang semin khasiang tho nang ma kong mo ki ongo pi ding khasiang tho ke hong long ning khasiang tho nang ma kong mo ki china khat ve nun tang na thunget na tom no khat nei khom ni to pa lung dam lo ung o tuni dagi na to pa na min siang tho te phat the ding na to pa o hilai mu na to pa nong pok man na to lung dam na thu kong ko hi nang man na to pa in pani na to pa na ta te online pani na hongin na ta te ai zangin na to pa o na khasiang thon mi malkim aneo pem pat agor pen dong nang mai pi na thak de to pa honga sagilla ka om na mun te ko nang mai khasiang tho ho pi na nang mai khasiang tho lon na nang ma kong phasungun nang ma kong biak biak sun na min kong pa toy sung na to pa nang man na ta te o lung nom na khamon na khasiang tho mi malkim tuang tung sak nya ta in dam lo te dam na hong piak sagin lung sim pataw te a ling long te akipan to pa nang man lung sim to dam na te nang man na piak sak nya ta in jai shulam ta na ta te thu pha ka pe nya thi khasiang tho nang ma tu zani na kong mo gu hi tu zani na nang ma kong pa to hi nang ma hilai muna o na dei bang na na se min chin nang ma mun kong pe nya du hi lung dam long to pa nang man ki ching lo nun tang na kam le mu khul le khete nang man athagi nong long ki gilla o kanun tang na sunga to pa hilai muna online pani na nang ma kong phat na teu o ni dang ina to pa kong phat na kong biang na te ma bung na to pa anam ti siang tho na man san sak na man to lung dam na thu kong ko hi nang man to pa hilai muna to pa na ta te om the lo hangina in pani na honget na muna to pa na khasiang thoina nang ma phat pil na to pa o nang mang pa toy zolo te nang man pa toy sak nya dilla o nang mai hoi na te mi malkim to nang man na kilang sak nya ta in lungnam na thu kong ko hi tu zani na khasiang tho nang ma mun pe kom le kanun tan na khem pe athagin ki abin nang ma hut ko mon sunga phat na biak pe na hul le vai khem pe athagin kong ki abi wang len to pa ka pasia no amen lungnam hangi ina ki pat man la siang tho ta hat kong sim nom hi toina bang hiam chi le la te som sagi le ni som le ko na sunga bang chi hiam chi le amin thang ama min in thu pha nga ton tung hen la ama min than na to leitung khem pe kidim ta hen amen amen chi hallelujah amin than na to leitung khem pe kidim ta hen chi hallelujah tu zana imuak hong thau kik si nan zo le zo lo jesu amin than na leitung khem bo ki zel ring ching ya thi hallelujah toy mena to amin than na to kidim to pa ivek pina to pa na minin thu phanga ta hen china phat khom zia zia dina kong zon hi ivek pina to pa phat khom zia zia ni le
min into pangahe Gijna dim let na leya Gunti bang alwa na munna To pangatahe Namini Namin into pangahe Gam kiao na mun aka cha Sen ram sung aka pai cha To pangatahe To pa khem pel te hang nang hong phat ni Hom ya lin ke hong nai hang ken gen pe pe ni To pa min into pangahe To pangatahe To pa min into pangahe Nami tang into pangatahe Namin into pangahe Ketua ni hong dan jangin Nakapel alem hun jangin To pangatahe Namin into pangahe Namin into pangahe Hagsana im truak nam pi a Yakna a truak a piazzo To pangatahe Nông viết to pa khem pel te hang nang hong phat ni Khom ya lin ke hong nai hang ni gen ve ve ni To pa min into pangahe To pangatahe yeah To pa min into pangahe Namin tang into pangatahe To pa min into pangahe To pangatahe To pa min into pangahe Namin tang into pangatahe Apya pa nang nahi Lagi pa zong nahi Namin to pa pya di Kalung tang day that he Apya pa nang nahi Lagi pa zong nahi Namin to pa pya di Kalung tang day Apya pa nang nahi Pa nang nahi Lagi pa zong nahi Namin to pa pya di Lương tang day that he To pa min into pangahe To pangatahe To pa min into pangahe Namin tang into pangatahe To pa min into pangahe To pangatahe yeah To pa min into pangahe Namin tangi oh To pa min into To pa min into pangahe To pangatahe Namin into pangahe To pa min into pangahe Namin tangi to pangatahe To pa min into pangahe To pangatahe To pa min into pangahe Namin tang into pangahe ขัดไปสักคำลายนี้ To pa min into pangahe To pangatahe To pa min into pangahe Namin tang into pangatahe To pa min than na khem bel ngatahe Hallelujah Ina lai siang thâu tang khan sim nom lai ing
Korean masa alian som lenga thumna le lina so bang chi ham chi le ke tunga ahong ki hil athu pi pe no te tunga ka hong gen so na tua in lai siang tho sunga akigil ma bangin eite mo na tang ding in Chris hong si in kivuya lai siang tho sunga akigil ma bangin ani thum ni in pasianin hing ki sakhi chi hi hallelujah akihing ki sak pasian hi hallelujah jing sangina siate nonggen ma bangina pasian dangte hi la hing ki khajom lo ayangina tu zanina eite phat biak pasian jesu hi le anung ta pasian hi hallelujah to hong tani to pa phat khom zia zia lai ne hong tan pa hing hi hồng dung chỉ thể in a xin cầm mộ na cùng dâu hi hi ca du na tiếng lạc ya dâu ama min to ca đồng dâu hi ca mi zona lan khai ni Zona lan khai niu han khu cái tàu pan dâu dâu hồng tan pa hing hi 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 tôi hình tàu pa phát ra đi hồng cung chỉ thể in a xin cầm mô na sầu dâu ca umi tông pa ca umi zoom na tiếng lạc dâu hi hallelujah na su na tiếng lạc ya ma min to ca chăm dâu ama min to ca dâu ca ca umi zona tiếng khai ni Zona đừng khai nhiều hàn khu xây xuôi dâu dâu hồng tân pa hing hi hồng tân pa hing hồng tân pa hi hồng tân pa hing hi hồng tân pa hi hồng tân pa hing hi pa hing hi hồng tân pa hi hồng tân pa hing hồng tan pa hing hi kawan gik teng beng zo nang to thâu khia hi mo song pi tung an da mi kum pi ga me ni khat be sa khom lai ni kawan gik teng beng zo nang to thâu khia hi mo song pi tung an da mi kum pi ga me ni hồng tan pa hing hi hồng tan pa hing hi hồng tan pa hing hi hồng tan pa hi hồng tan pa hing hi hồng tan pa hing hi hồng tan pa hing Giêsu hing hi hồng tan pa hing hi hồng tan pa hi hồng tan pa hing hi hồng tan pa hing hi hồng tan pa hing hi hồng tan pa hi hồng tan pa hing 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 hi hallelujah amen hallelujah to panamin kong paduhi nang manung ta vang lian na to kidim to panang ma na hi Giêsu pasien tu namin thang ta hen hallelujah to palung tam
te nau te to pa hui na ve ngai sun khom diang tu zanai phat hong tan si nan ale zolo thau ki ki to pa amin man pha hi hallelujah tu zanai phat to pa akilom sakna chiang bek to phat hi ke ya o ni in le lo nei le lam hong piak the mana phat hi ke ya anun tan na khem pe isil loin anun tan na khem pe hong pia aตัวเบกทำเราอินสีนั้นเล่นโซลุนทูกีกับอามาวังเล่นนาหงลังอีโตปาตัวมันเสียงถั่วพัดอีฮาเลลูยา 가타는 장가나 가슴산 낭나히 가방길 낭나히 수왕만 파방인 공종이 홍카스와레 하이히니 가방김 낭나히 칼베사 홈나니 가타냄자 가타냄장인 가hat나 가슴손 아우나 낭나히 가방김 낭나히 수왕만 파방인 공성이 홍하수아레 하이니 가방김 낭나히 제수 pasyento no 제수 pasyento no namin man pahi Jesu pasyento no namin man pahi nalagyakin zo kamo na natokik zo namin kama habang kim nang nahi kapuk siang nong phong tâu hi kapuk siang hi nong phong tâu hi kadang tak siang tùy nong xóa hi habang kim nang na oh Giêsu kabang kim nang nahi Giêsu pasyento no namin man pahi Jesu pasyento no namin man pahi nalagyakin zo kamo na nalagyakin zo kam na tokik zo namin kong paruhito pa hey habang kinak nahi kapuk tiang nong pong toki kapuk tiang hinong po kadang tahun tuy nong suat dan hito pa nang makabangki mo na hi Jesu nang makong paruhitong pa Jesu pasyento no namin man pahi oh Jesu pasyento no namin man pa oh Jesu pasyento no Jesu pasyento no namin man pa ito pa namin man pa hi Jesu
ni Giêsu Giêsu pasiang tuno na min man pa Giêsu pasiang tuno na min man tôi tô pa tôi lung đâm câu khom ni nang makapangkim nahi kapangkim nahi nang makabangki mo na hitaw pa natate kapuk si mo nung pong tawin kadang tak si mo tuyong suadan nang manahihitaw pa naminin man tahi Giêsu naminin man tahi Giêsu naminin man tahi kakisak tay nao hitaw pa kakisak tay Giêsu pasiang tuno na min man Giêsu pasiang tuno na lung sim khem to to pa phat khom ni Giêsu Giêsu sia tu na mi ma hi te pi ding om lo hi to pa te pi ding om lo hi na min man tuno na min man tahi to pa naminin man pahi kumpi te kumpi pa to khem tu te to pa namin tong pa toy fi to pa nang ma kum te lu sang pen pao nang ma kum lian sa hi to pa namin kong lian sa hi Giêsu 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 kumpi Giêsu intesa million penahi Giêsu kumpi Giêsu sang thâu kilomin ai thoa Giêsu vào lên na khem pe to ki amen to pa ba tôi na khem pe na nga sang bên pa cùng pa tôi hi nam dian na bo na lam dang te ha si
thơm Giêsu là bao lian tốt tư ngừng nguồn đến hi cùng pi Giêsu Giêsu cùng đi Giêsu milian pentesa milian penahi Giêsu 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 cùng đi Giêsu cùng đi Giêsu Sang thơ kỳ lô bi ai thoại Giêsu vang lên na to kỳ đi vang lên na khem bèo to kỳ min chân na khem bèo na nga hi mi tôi na khem bèo na nga sang bên pa ô Giêsu nàng mang lian hiền đón tương cả kia nàng đồng ngôn đế hô sang bên ba ô cùng ba tôi hi a lian đã vô na làm đằng tế ha na vang lian he to tiếng ca kia nàng đồng ngô để đi cùng bi Giêsu chân na tôi kirim Giêsu, vang na tôi kirim Giêsu. Oh, ba tôi na khem tu nang makop ya ui. Nang na lia ni đâu pa, nang na lia ni. Te kumpi tu khem bel te đâu pa sang bên ta ô cùng ta tôi hadiah nebo na lang te Giêsu sang bên ba ô
相同耶稣，那光亮的，当度个家能弄的你，哦，你耶稣。Hallelujah. Topa. Nang manatate to kigamla na omngi kaya. Kakiyang ahongom tontong nang manahi. Haksat na hunpen suwa komlay tak nungun kakaya ahongom nang manahi. Kanop sa hunpen nangonin kakaya ahongom tontong nang manahi. Hong nu sangilo, hong tay sangilo. Vang lên na to ki Jim Jesu nang makong belo hito pa, nang makong patoy hi, nang makong lian sa hi, nang makong deu hi, nang makong deu. Hallelujah to pa. To zanina na tatela sanga nang manahasyang thunongom pi man natulong dam na thugong ko hi. Tuzana kong tharu hito pa naminin chupanga tahen namin siyang thogi pa toy tontung tahen nang mamin makilian sak tontong tahen to pa o insunga hizong ina to pa ko om na upan ina to pa nang mamin siyang thumaki phat tahen o to pa haksat natin na to pa kanuntang na u nang ma to kagizop na u nang ma to kakikho natin hong dep nomin doi mang pa in to pa kalop na u nang ma kong phat natin hong guksak nomi mata sele nisim nai simin to pa to te panin hong kemin natate hong dalin nisim nai simman to pa hong umpi namin siyang to kong phado hi Hallelujah to pa natate tu zan kong phat na hem to sunga nang mamin siyang to kong patoy na suna tate nong umpia na hoy na nawang natin nong musak man natulong dam na chukong ko hi insung pan lo sung panay sung ina to pa ong parong patoy na tate na chupanga niya tahen lungnop na to dam na suat ang nga niya tauhen lungnam na chukem pe kong ko hi pan na biak na chiang dong nong gozo pinaten na tulong dam ko komle kanay la hun khem pe sunga khasyang to nong titon pila ding lunggulin jesu khabang min songin thungen in kong kya we valen to pa kapasiano amen lungnam hange tuna pasien kamnal to han thonang pedinga hi sema chingnui vekpina yom natek panina online tomchik online ki khat dingai manina tomchik na ngagun chi jong thumna munge lungdamai leအလုံးပဲမင်္ဂလာညချမ်းပါလို့ဒီနေ့ online ကနေကြည့်ရှုနေကြတဲ့တငယ်ချင်းတွေမိဘငယ်ကိုမောင်နှမတွေအသင်းသူတင်သားတွေအရောက်စီတိုင်းကိုယေရှုနာမ၌နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီနေ့ဟာဆိုလို့ရှိရင်သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ရာနေ့ဖြစ်တယ်ပေါ့နော်ဒီနေ့ဖခင်သခင်ကကျွန်တော်ကျမတို့ကိုအသက်ရှင်ခွင့်ပေးလို့သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းကိုကျွန်တော်ကျမတို့ကပြန်လည်ပြီးတော့ကြိုဆိုရတော့ခွင့်ဖခင်ရှင်ကပေးတာဖြစ်တယ်အာမင်ထိုသခင်ရဲ့ဘုန်းတာ၍ဘုန်းကြီးပါစေဒီနေ့သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းသခင်ယေရှုရဲ့ရှင်ပြန်ထမြောက်တဲ့အရာကပေါ့နော်တကယ်ပဲတကိုးပါတာဖြစ်တယ်မိတ်ဆွေအတွက်တကယ်ပဲတကိုးပါတာဖြစ်တယ်ကျွန်တော်အတွက်လည်းတကယ်ပဲတကိုးပါတာဖြစ်တယ်အာမင်ဒီနေ့သခင်ယေရှုကတည်ခြင်းကိုအောင်မြင်ပြီးတော့ရှင်ပြန်ထမြောက်တဲ့သခင်ဖြစ်တယ်လောကမှာကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ဖခင်အများကြီးရှိတယ်အဲ့ဒီအထဲမှာပေါ့နော်ကျမတို့ဖခင်ကရှင်ပြန်ထမြောက်တဲ့ဖခင်ဖြစ်တယ်အာမင်ကျမတို့လူလောကထဲမှာဆိုလို့ရှိရင်ကျမတို့အသက်တာကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်ကျမတို့က birthday တွေပြုလုပ်ကြတယ်ဒါပေမဲ့ရှင်ပြန်ထမြောက်ရာနေ့ဆိုပြီးတော့ဘယ်သူမှ
ပြုလုပ်တဲ့သူတွေမရှိဘူးတိုးတော်လည်းပဲဒီနေ့ကျမတို့ရဲ့ကိုးကွယ်တဲ့သခင်ယေရှုကရှင်ပြန်ထမြောက်ရာနေ့ရှင်ပြန်ထမြောက်ရာနေ့သခင်ယေရှုအတွက်ကျွန်တော်ကျမတို့ကကျင်းပတဲ့သူတွေဖြစ်တယ်အာမင်သခင်ယေရှုအတွက်ကျွန်တော်ကျမတို့ကအောင်ပွဲကိုခံရတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့ရဲ့သခင်ယေရှုကတည်ခြင်းကိုအောင်မြင်ပြီးတော့ရှင်ပြန်ထမြောက်လို့ပဲဖြစ်တယ်ကျမတို့ပတ်ဒေးကြိုဆိုကြတယ်လူတိုင်းကပတ်ဒေးရှိကြတယ်ဒါပေမဲ့ကျမတို့ကကျမခုနပြောသလိုပဲကျမတို့ရှင်ပြန်ထမြောက်တယ်ဆိုပြီးတော့ကြိုဆိုတဲ့သူဘယ်သူမှမရှိဘူးဒီနေ့သခင်ယေရှုသားလေရှင်ပြန်ထမြောက်ရာနေ့ကိုကြိုဆိုရတော့ခွင့်ရှိတာဖြစ်တယ်အာမင်ဒီနေ့သခင်ယေရှုထမြောက်ခြင်းကဒီနေ့ကျွန်တော်တို့ဖြစ်တယ်အာမင်ဒီကျမတို့ကျမ်းစာကြည့်ရအောင် According to our စာပထမဆောင်အခန်းကြီး15အငယ်3မှာဆိုလို့ရှိရင်ငါဒီကိုယ်တိုင်ခံယူသည့်အတိုင်းတင်တော့အားရှိဟုစွာအပ်ပေးသည့်အကြောင်းအရာဟုမူကားခရစ်တော်ဒီကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အသေးခံတော်မူ၏တချို့ပြီးမှကျမ်းစာလာသည့်အတိုင်းသုံးရမြောက်နေ၌ထမြောက်တော်မူ၏သခင်ယေရှုကကျွန်တော်ကျမတို့ရဲ့အပြစ်ကြောင့်လဝါကားတိုင်းမှာအသေးခံတယ်ပြီးတဲ့အခါမှာကျမ်းစာလာသည့်အတိုင်းသုံးရမြောက်နေ၌ထမြောက်တော်မူ၏ရေးထားတာဖြစ်တယ်ပေါ့နော်တကယ်လဲဖြစ်ပျက်တဲ့အရာတွေကိုဒီကျမ်းစာထဲမှာကျမတို့ရေးထားတာဖြစ်တယ်အာမင်ဒီနေ့မိတ်ဆွေအတွက်သခင်ယေရှုကသုံးရမြောက်နေမှာထမြောက်တဲ့အရှင်ဖြစ်တယ်ဒီနေ့ကျွန်တော်ကျမတို့ရဲ့အပြစ်အတွက်ကြောင့်သခင်ယေရှုကလေဝါကားတိုင်းမှာအသေးခံပြီးတော့သုံးရမြောက်နေမှာတည်ခြင်းကိုအောင်မြင်ပြီးထမြောက်တာဖြစ်တယ်ကျမတို့ကျမ်းစာထဲကိုကျမတို့ကြည့်တဲ့အခါမှာကျမ်းစာထဲမှာတကယ်ယေရှုကိုယ်တိုင်ပင်အသက်ရှင်တဲ့စင်ကလူမြောက်များစွာကိုတကယ်ယေရှုကကျမ်းမာခြင်းပေးတယ်ပြီးတဲ့အခါမှာတည်တဲ့သူတွေကိုလည်းတကယ်ယေရှုကရှင်ပြန်ထမြောက်စေတယ်ဒါပေမဲ့တကယ်ယေရှုထမြောက်ခြင်းနဲ့အဲ့ဒီလူတွေရဲ့ထမြောက်ခြင်းကဘာတွေထူးခြားလဲဆိုလို့ရှိရင်တကယ်ယေရှုထမြောက်ခြင်းကထာဝရဖြစ်တယ်တကယ်ယေရှုကတုံးကရှင်ပြန်ထမြောက်တဲ့သူတွေရှိတယ်ပြင်ဓမ္မဟောင်းကိုကျမတို့ကြည့်တဲ့အခါမှာလည်းရှင်ပြန်ထမြောက်တဲ့သူတွေတချို့ကျမတို့တွေ့ရတယ်ဒါပေမဲ့သူတို့ကမြေကြီးထဲမှာပဲပြန်သွားရတယ်အဖြစ်လို့လဲဆိုလို့ရှိရင်သူတို့ကဖျားလိုမျိုးဘုံတကူနဲ့မပြည့်စုံလို့ဖြစ်တယ်ဒါပေမဲ့ကျမတို့ကိုးကွယ်တဲ့သခင်ယေရှုကဒီနေ့ဘုံတကူနဲ့ပြည့်စုံပြီးတော့ထာဝရအောင်မြင်တဲ့ဖျားဖြစ်တယ်သေခြင်းကိုထာဝရအောင်မြင်တဲ့ဖျားဖြစ်တယ်အာမင်ရှင်မဿဲခရစ်ဝင်အခန်းကြီး28ကျမတို့ကြည့်ရအောင်ဒီနေ့ကရှင်ပြန်ထမြောက်ရာနေ့ဖြစ်တဲ့အတွက်ကြောင့်ကျမဒီရှင်ပြန်ထမြောက်ခြင်းရဲ့ရှင်ပြန်ထမြောက်ခြင်းအဖြစ်ကျမတို့တွေအတွက်ဘာအကျိုးကျေးဇူးရရှိမလဲပေါ့နော်ကျမတို့တွေကဘာတွေခံစားရမလဲကျမတို့တွေရဲ့တက်တာဘယ်လိုပြောင်းလဲမလဲဒီသခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းအဖြစ်ဘာအကျိုးကျေးဇူးတွေကျမတို့ကရရှိနိုင်မလဲဆိုတာကျမတို့ကြည့်ရအောင်ရှင်မဿဲခရစ်ဝင်အခန်းကြီး28ဒီကနေကျမဖတ်ချင်တယ်ဥပုနေလွန်၍9ရက်တွင်ပထမနေ့ရဲ့မိုးလင်းအံဆဲဆဲချိန်၌မာဂဒလမာရိနှင့်အခြားသောမာရိသည်တင်းကြိုင်တော်ကိုအကြည့်ရှုသွားကြ၏ထိုအခါမြေကြီးသည်ပင်းစွာလှုပ်လေ၏အကြောင်းမူကားထာဝရဘုရား၏ကောင်းကင်တမန်သည်ကောင်းကင်ဘုံမှဆင်းလာ၍ဒွေဝါ၌ပိတ်သောကြောက်ကိုလိမ့်လံပြီးလင်ထိုကြောက်ပေါ်မှထိုင်နေ၏သူ၏မျက်နာသည်လစ်စီကဲ့သို့ထင်၏အဝတ်သည်လည်းမိုးပွင့်ကဲ့သို့ဖြူ၏လူဆောင်တို့သည်ကောင်းကင်တမန်ကိုကြောင်းရွံ့ဖြင့်သုံးလို့၍တည်မတက်ဖြစ်ကြ၏ကောင်းကင်တမန်ကလည်းကြောင်းရွံ့ခြင်းမရှိကြနဲ့လက်ဝါးကားတိုင်းမှာသက်သောယေရှုကိုတင်တို့ရှာကြသည်ကိုငါသိ၏ဤအရက်၌မရှိမိန့်တော်မူသည့်အတိုင်းထမြောက်တော်မူပြီဤအရက်၌မရှိမိန့်တော်မူသည့်အတိုင်းထမြောက်တော်မူပြီသခင်ယေရှုကလက်ဝါးကားတိုင်းမှာအသေးခံတယ်ပြီးတဲ့အခါမှာတချို့တယ်3ရက်မြောက်နေ့မှာသူ့ရဲ့တပည့်တော်တွေကိုသခင်ယေရှုကမာထားရဲ့သားနဲ့တပည့်တော်တွေကအဲ့ဒီချိန်မှာမပေါ်လာဘူးဒါပေမဲ့ဘသူတွေပေါ်လာလဲဆိုလို့ရှိရင်မနစ်စောစောပေါ့နော်မေရီနဲ့တခြားမာဂဒရာမေရီနဲ့အခြားသောမေရီဒီတင်းကြိုင်တော်ကိုကြည့်ရှုသွားကြ၏တဲ့အမျိုးသမီးတချို့ကပေါ့နော်သခင်ယေရှုတင်းကြိုင်တော်ကိုကြည့်ရှုဖို့ရန်အတွက်သွားကြတယ်ဒါပေမဲ့သူတို့သွားတဲ့အခါမှာသခင်ယေရှုရဲ့ရုပ်လောင်းကိုသူတို့မတွေ့ဘူးမတွေ့တဲ့အခါမှာသူတို့ဘယ်သူနဲ့တွေ့လဲဆိုလို့ရှိရင်
ကောင်းကင်တမန်ပေါ့နော်ကောင်းကင်တမန်လူဆောင်လို့ဒီကောင်းကင်တမန်ကိုကြောင်းရတဲ့ဖြစ်တော်လို့ရဲ့ဒီမသက်ဖြစ်ကြရင်ကောင်းကင်တမန်နဲ့တွေ့တယ်လို့ရေးထားတာဖြစ်တယ်သခင်ယေရှုရဲ့အလောင်းကိုသူတို့ကြည့်ရှုဖို့ရန်အတွက်သွားရဲ့အမျိုးသမီးတွေကသခင်ယေရှုရဲ့အလောင်းကိုမတွေ့ဘဲနဲ့သူတို့ကဘာကိုတွေ့လဲဆိုလို့ရှိရင်ကောင်းကင်တမန်တွေနဲ့တွေ့တယ်ကောင်းကင်တမန်တွေကဘာပြောလဲဆိုလို့ရှိရင်သင်တို့ရှာနေတဲ့လူကဒီမှာမရှိဘူးထမြောက်ပြီလို့ပြောတာဖြစ်တယ်အာမင်သခင်ယေရှုကသူ့ရဲ့တပည့်တော်တွေဖြစ်သူ့ရဲ့နောက်လိုက်တွေကိုသခင်ယေရှုကမှာထားတယ်ငါက3ရက်မြောက်နေ့မှာထမြောက်မယ်လို့မှာထားရဲ့သားနဲ့ဘာဖြစ်လို့တပည့်တော်တွေကသူတို့ကမယုံနိုင်ရတာလဲတကယ်ဆိုလို့ရှိရင်သူတို့ကယုံတယ်ဆိုလို့ရှိရင်ပေါ့နော်သူတို့ကအဲ့ဒီတင်ကြိုင်ကူမှာဖြစ်သူတို့တစ်ချိန်လုံးအိတ်နေမှာပဲနော်စဉ်းစားမယ်ဆိုလို့ရှိရင်အဲ့ပြီးတော့တကယ်ရှုထမြောက်တာကိုသူတို့မြင်ချင်ကြမှာပဲဒါပေမဲ့ကျမစိတ်ထင်တော့တပည့်တော်တွေကယုံတလို့မယုံတလို့ဖြစ်မယ်လို့ကျမထင်တယ်ပေါ့နော်ဒီနေ့ကျမတို့အသက်တာထဲမှာလဲသခင်ယေရှုရဲ့စကားတွေသခင်ယေရှုမှာထားတဲ့စကားတွေတချို့တွေကျမတို့အသက်တာထဲမှာရှိမယ်အဲ့ဒီအရာတွေကကျမတို့ယုံကြည်ဖို့အဲ့ဒီအရာတွေအတိုင်းကျမတို့ရှောက်လန်းဖို့ရန်ဘုရားခင်အလိုရှိတယ်မိတ်ဆွေဒီနေ့ကျမတို့သက်တာထဲမှာဘုရားသခင်ရဲ့ပြောထားတဲ့စကားကိုကျမတို့ကယုံကြည်ပြီးတော့လိုက်လျှောက်ဖို့ရန်ဒီနေ့ဘုရားခင်အလိုရှိတာဖြစ်တယ်သခင်ယေရှုက3ရက်မြောက်နေ့မှာထမြောက်မယ်လို့ပြောထားရတဲ့တပည့်တော်တွေကပေါ့နော်အလောတကြီးနဲ့သူတို့သွားမကြည့်ကြဘူးအဲ့ဒီအခါမှာသူတို့ကဒါပေမဲ့ဘုရားသခင်ကတကယ်ပဲကောင်းမြတ်တဲ့ဘုရားဖြစ်တယ်တပည့်တော်တွေကအလောတကြီးနဲ့မကြည့်ပေမဲ့လည်းသခင်ယေရှုကဘာဖြစ်လဲဆိုလို့ရှိရင်သခင်ယေရှုကတဲ့တပည့်တော်တွေစီမှာသခင်ယေရှုကထင်ရှားတယ်ရှင်ယောဟန်အခန်းကြီး20ကျမတို့ဖတ်တယ်ဆိုလို့ရှိရင်သခင်ယေရှုကတပည့်တော်တွေရှေ့မှာလည်းပြန်လဲပြီးတော့ထင်ရှားတာဖြစ်တယ်သူကိုမယုံကြည်နိုင်တဲ့သူကိုယုံကြည်ရဲ့သားနဲ့သခင်ယေရှုအသေးခံတဲ့အခါမှာကြောက်ရွံ့နဲ့နေနေတဲ့တပည့်တော်တွေသခင်ယေရှုကိုချစ်တယ်လို့ပြောပြီးတော့ဗောနော်သခင်ယေရှုအတွက်ဘာမှမလုပ်ပေးနိုင်တဲ့တပည့်တော်တွေရှေ့မှာသခင်ယေရှုကပြန်လဲပြီးတော့ထင်ရှားတာဖြစ်တယ်ဒီနေ့သခင်ယေရှုရဲ့မေတ္တာကအယံပဲကြီးမားတာဖြစ်တယ်ပြီးတဲ့အခါမှာဒီမှာဆက်တွေ့ရလဲဆိုလို့ရှိရင်ရှင်ယောဟန်အခန်းကြီး20ကျမတို့ဖတ်တယ်ဆိုလို့ရှိရင်ကျမတို့ဆက်လက်ပြီးတော့တွေ့ရမှာဖြစ်တယ်သောမတ်တော်များများကပြောကြတယ်သခင်ယေရှုကတပည့်တော်တွေစီမှာထင်ရှားတဲ့အခါမှာဒီသောမတ်ကဘယ်ရောက်နေလဲဘာဖြစ်လို့မရှိတာလဲသူကမရှိဘူးဒါပေမဲ့သခင်ယေရှုကသူ့ကိုမမေ့ဘူးဖြစ်တယ်သူ့ကိုအမြဲတမ်းတတိရတယ်ပေါ့နော်သခင်ယေရှုကသောမတ်စီမှာလဲတပည့်တော်တွေနဲ့အတူတကွမရှိပေမဲ့လဲသခင်ယေရှုထင်ရှားတဲ့ချိန်တုန်းကတပည့်တော်တွေနဲ့အတူတကွမရှိတဲ့သောမတ်ကိုလည်းသခင်ယေရှုကဂရုဏာထားပြီးတော့သူ့ရှေ့မှာလည်းသခင်ယေရှုကထင်ရှားတာဖြစ်တယ်အာမင်ပြီးတဲ့အခါမှာသခင်ယေရှုကဂါလိလဲမှာသခင်ယေရှုထမြောက်မယ်လို့ပြောထားရတဲ့နဲ့မယုံကြည်တော့ဘူးသူတို့အလုံးနဲ့သူတို့ပြန်ပြီးတော့သူတို့စီးပွားရေးသူတို့ပြန်လုပ်နေတဲ့တပည့်တော်တွေငါးမြချင်းလုပ်ငန်းကိုပြန်လဲပြီးတော့စတင်နေတဲ့တပည့်တော်တွေရှေ့မှာလည်းသခင်ယေရှုကထင်ရှားနေတာဖြစ်တယ်အာမင်ဒီနေ့သခင်ယေရှုကထမြောက်ပြီးတော့သူ့တပည့်တော်တွေစီမှာသခင်ယေရှုကသူ့ရဲ့ဂရုဏာတော်တွေနဲ့အမြဲတမ်းထင်ရှားပြတဲ့ဘုရားခင်ဖြစ်တယ်အာမင်ပြီးတဲ့အခါမှာသခင်ယေရှုကသူ့တပည့်တော်တွေစီမှာသူကထင်ရှားပြတဲ့အခါမှာသူ့တပည့်တော်တွေကချစ်ချင်းမယုံနိုင်ဘူးအဖြစ်လို့လဲဆိုတော့သူတို့ရဲ့မျက်စိရှေ့မှာတင်ရင်သခင်ယေရှုကအသေးခံတယ်သခင်ယေရှုရဲ့သွေးသွန်းခြင်းကိုသူတို့ကတွေ့မြင်တယ်သခင်ယေရှုရဲ့သွေးတွေအကုန်လုံးသွန်းလောင်းတယ်လို့ပြောထားတာဖြစ်တဲ့ကျမ်းစာကပေါ့နော်ထိုသွေးတော်အဖြစ်ကျမတို့ကလွတ်မြောက်ခြင်းကိုခံစားရတာဖြစ်တယ်အာမင်ထိုသွေးတော်အဖြစ်ကျမတို့ကအပြစ်လွတ်ခြင်းကိုခံစားရတာဖြစ်တယ်သခင်ယေရှုရဲ့တည်ခြင်းကိုသခင်ယေရှုရဲ့သွေးထွက်ခြင်းသခင်ယေရှုရဲ့လက်ဝါးကားတိုင်းမှာအသေးခံခြင်းကိုတပည့်တော်တွေကတွေ့တဲ့အခါမှာတပည့်တော်တွေကသခင်ယေရှုကပြန်လက်ထင်ရှားပြတဲ့အခါမှာတပည့်တော်တွေကမယုံနိုင်ဘူးဟာတကယ်ပဲလားကိုရောဆိုပြီးတော့အော်ပြီးတော့သူကကြည်ကြတယ်တဲ့အဲ့ဒီခါမှာသခင်ယေရှုကပြောလဲဆိုလို့ရှိရင်ရှင်လုကာအခန်းကြီး24အငယ်40မှာဆိုလို့ရှိရင်လက်တော်နဲ့ခြေတော်တို့ကိုတပည့်တော်တို့အားပြတော်မူ၏တဲ့
ပြီးတဲ့အခါမှာ39ကျမတို့ပြန်ဖတ်မယ်ဆိုလို့ရှိရင်ငါလက်ကိုကြည်ကြလောငါခြေကိုလည်းကြည်ကြလောငါဒီတင်တို့မြင်တဲ့အတိုင်းအယိုးနဲ့အသားပြည့်စုံ၏သစေမီဒီကာဤကဲ့သို့မပြည့်စုံဟုမိန့်တော်မူ၏ဒီမှာသခင်ယေရှုကဘာပြောလဲဆိုလို့ရှိရင်သခင်ယေရှုရဲ့လက်တွေပေါ့နော်တန်နဲ့ရိုက်ထားတဲ့လက်တွေတန်နဲ့ရိုက်ထားတဲ့ခြေထောက်တွေကိုသခင်ယေရှုကပြတယ်ငါလက်တွေငါခြေတွေကိုကြည်ပါဒီမှာငါအယိုးနဲ့အသားနဲ့ပြည့်စုံနေဆိုပြီးတော့သခင်ယေရှုသူတပည့်တော်တွေစမှာသခင်ယေရှုကထင်ရှားပြတာဖြစ်တယ်အာမင်ဒီနေ့သခင်ယေရှုကအေယာတွေကိုကြည်ချအဖြစ်သခင်ယေရှုကတည်ခြင်းကိုအောင်မြင်တဲ့ဘုရားသခင်ဖြစ်တယ်အာမင်ဒီအရာတွေကိုကြည်ချအဖြစ်သခင်ယေရှုကကိုယ်ွယ်ထိုက်တဲ့ဘုရားဖြစ်တယ်ဒီနေ့သခင်ယေရှုလက်ဝါးကားတိုင်းမှာအသေးခံခြင်းအဖြစ်ကျွန်တော်ကျမတို့ရဲ့အပြစ်တွေကိုသခင်ယေရှုကခွင့်လွှတ်ပေးတာဖြစ်တယ်ကျွန်တော်ကျမတို့ကအပြစ်လွတ်ခြင်းကိုရတာဖြစ်တယ်အာမင်ကျမတို့ဆက်လက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီနေ့သခင်ယေရှုထားမြောက်ခြင်းတည်ခြင်းကနေထားမြောက်ခြင်းအဖြစ်ကျွန်တော်ကျမတို့ကဘာရလဲဆိုလို့ရှိရင်နံပါတ်1အနေနဲ့ကျမအချက်၄ချက်ကျမယူလာပါတယ်ပထမဆုံးအချက်အနေနဲ့ယောမအခန်းကြီး၄အငယ်25မှာဆိုလို့ရှိရင်ထိုသခင်ယေရှုသည်ငါတို့အပြစ်ကြောင့်အနံ့ခြင်းကိုခံတော်မူ၏ငါတို့သည်ဖြောင့်မတ်ရာသို့ရောက်မိအကြောင်းထမြောက်တော်မူ၏ဖြောင့်မတ်ရာသို့ရောက်မိအကြောင်းထမြောက်တော်မူ၏နံပါတ်1အနေနဲ့သခင်ယေရှုကကျွန်တော်ကျမတို့ဖြောင့်မတ်ရာသို့ရောက်ဖို့ရန်အတွက်သခင်ယေရှုကပြန်လဲပြီးတော့ထမြောက်တာဖြစ်တယ်အာမင်ဒီနေ့သခင်ယေရှုထမြောက်ခြင်းအဖြစ်ကျွန်တော်ကျမတို့ကဖြောင့်မတ်ရာသို့ဖြောင့်မတ်တဲ့သူတွေအဖြစ်ဘုရားသခင်ကတတ်မှတ်ပေးထားတာဖြစ်တယ်အာမင်ဖြောင့်မတ်တယ်ဆိုတဲ့အခါမှာအပြစ်တစ်စုံတစ်ခုမှမရှိတဲ့သူတွေဖြစ်တယ်လောကသားတွေကအပြစ်ရှိတယ်ဖြောင့်မတ်တဲ့သူတွေဘုရားသခင်ကပြောတယ်မောဆက်အေနောက်ချိန်မှာပြင်လဲပေါ့နော်ဘုရားခင်ကပြောလဲဆိုလို့ရှိရင်ဖြောင့်မတ်တဲ့သူတွေတစ်စုံတစ်ယောက်မှငါမတွေ့ဘူးလို့ဘုရားခင်ကပြောတယ်ဒါပေမဲ့ဒီနေ့သခင်ယေရှုတည်ခြင်းကိုအောင်မြင်ပြီးတော့ရှင်ပြန်ထားမြောက်ခြင်းအဖြစ်ဘုရားသခင်ကတင်တဲ့ကျွန်တော်ကိုဖြောင့်မတ်တဲ့သူတွေဖြစ်ဘုရားသခင်ကတတ်မှတ်ပေးတာဖြစ်တယ်အာမင်ဒီနေ့ကျွန်တော်ကျမတို့ကအပြစ်ရှိတယ်အပြစ်ကြောင့်ဘုရားသခင်နဲ့ဝေးကွာတယ်အပြစ်ကြောင့်ဘုရားသခင်ရဲ့မျက်နှာตาရဖွင့်ရန်ကျမတို့ကခက်ခဲတယ်ဘုရားသခင်နဲ့တိုက်ရိုက်စကားပြောရန်ကျမတို့အရန်ခက်ခဲတာဖြစ်တယ်ဒါပေမဲ့ဒီနေ့ဘုရားသခင်ကဒီနေ့ကျမကိုဖြောင့်မတ်တဲ့သူလို့သတ်မှတ်ရခြင်းကဒီနေ့သခင်ယေရှုရဲ့ထားမြောက်ခြင်းကြောင့်ဖြစ်တယ်အာမင်ကိုရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အငယ်27မှာလည်းဖျားသခင်သည်အပြစ်နှင့်ကင်းစင်သောသူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေတော်မူ၏အကြောင်းမူကားငါတို့သည်ထိုသူအားဖြင့်ဖျားသခင်ရှိတော်၌ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းသည်ဒီနေ့မိတ်ဆွေကိုဖျားသခင်ကဖြောင့်မတ်တဲ့သူတွေလို့သတ်မှတ်ထားတာဖြစ်တယ်အာမင်ကျမတို့မှာအပြစ်မျိုးစစ်မွေးကလေးကပါလာတယ်အပြစ်ကြောင့်ကျမတို့ကဘုရားသခင်နဲ့ဝေးကွာတယ်အပြစ်ကြောင့်ဖြောင့်မတ်တဲ့သူတွေလို့ဘုရားခင်ကမတတ်မှတ်ဘူးကျမတို့ကိုဒီကောင်ကဲ့သို့ဘုရားခင်ကျမတို့ကိုတတ်မှတ်တာဖြစ်တယ်တရိษံကဲ့သို့ဘုရားခင်တတ်မှတ်တာဖြစ်တယ်ဒါပေမဲ့ဒီနေ့သခင်ယေရှုရဲ့ထားမြောက်ခြင်းအဖြစ်ကျမတို့ကိုဘုရားသခင်ကပြန်လဲပြီးတော့ဖြောင့်မတ်တဲ့သူတွေလို့ဘုရားခင်ကျမတို့ကိုခေါ်ဆိုတာဖြစ်တယ်အာမင်နံပါတ်1အနေနဲ့သခင်ယေရှုရဲ့ထားမြောက်ခြင်းအဖြစ်ဒီနေ့ဘုရားသခင်နဲ့ပြန်လဲပြီးတော့မိတ္တဟာရဖွဲ့ရတော့ခွင့်ဘုရားခင်ကပေးတာဖြစ်တယ်ကျမ်းစာကြည့်ရအောင်ကိုရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အငယ်19မှာဆိုလို့ရှိရင်ထိုတရားမူကားဘုရားသခင်သည်ခရစ်တော်အထဲ၌ရှိလျက်လောကီသားတို့၏အပြစ်ကိုမတ်တော်မမူရန်ကိုငိမ့်စေ၍ကိုတော်နှင့်မိတ္တဟာရဖွဲ့စေတော်မူ၏ဖျားသခင်သည်ခရစ်တော်ထဲ၌ရှိလျက်လောကီသားတို့၏အပြစ်ကိုမတ်တော်မမူလောကီသားတို့၏အပြစ်ကိုမတ်တော်မမူဒီနေ့သခင်ယေရှုရဲ့ရှင်ပြန်ထားမြောက်ခြင်းအဖြစ်လောကီသားတွေရဲ့အပြစ်တွေကိုခွင့်လွှတ်ပေးတယ်လို့ပြောတာဖြစ်တယ်ပြီးတဲ့အခါမှာယံကိုငိမ့်စေ၍ဖျားသခင်နဲ့ကျမတို့ယံသူတွေဖြစ်တဲ့အရင်တော့ဆိုလို့ရှိရင်ဖျားခင်ကကျမတို့ယံသူလိုမျိုးတတ်မှတ်တာဖြစ်တယ်
ဖျားရဲ့သားခေါ်ဖို့နေတတာဖျားနဲ့ကျမတို့ကရန်သူတွေဖျားနဲ့ကျမတို့လုံးဝမဆက်ဆံဘူးဖျားသခင်ရဲ့မျက်နှာတာကိုကျမတို့ကမမြင်နိုင်ဘူးဒါပေမဲ့ဒီနေ့ဖျားသခင်ကအဲ့ဒီရန်ကိုငိမ့်စေတယ်လို့ပြောတာဖြစ်တယ်ဒီနေ့သခင်ယေရှုရဲ့ထားမြောက်ခြင်းအားဖြင့်ဒီနေ့ဖျားသခင်နဲ့မိတ္တဟာရဖွဲ့ရတော့ခွင့်ဖျားသခင်ကပေးပြီးဖြစ်တယ်အာမင်ဖျားသခင်ကမိတ္တဟာရပြန်လဲဖွဲ့ရတော့ခွင့်ဖျားသခင်ကပေးတာဖြစ်တယ်သခင်ယေရှုလောကကိုကြွလာခြင်းအဖြစ်အပြစ်ရှိတဲ့သူတွေကိုကယ်တင်ရုံမကဒီနေ့ဖျားသခင်နဲ့ပြန်လဲပြီးတော့သင်မြတ်စေတာဖြစ်တယ်သခင်ယေရှုလည်းဝါကားတိုင်းမှာအသေးခံခြင်းကလူနဲ့ဖျားပြန်လဲသင်မြတ်စေတဲ့တစ်ခုတည်းသောလမ်းဖြစ်တယ်အာမင်ပြီးတဲ့အခါမှာနံပါတ်3အနေနဲ့ပုံသဏ္ဍာန်တော်နဲ့အညီပြောင်းလဲစေတယ်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး3ငယ်18မှာဆိုလို့ရှိရင်ငါတို့ရှိသမျှဒီမျက်နှာဖုံးကိုဖွင့်လဲမှန်ကိုကြည့်တဲ့ကဲ့သို့ဖျားသခင်ရဲ့ဘုန်းအသရေတော်ကိုကြည်မြင်၍ဝိညာဉ်တရား၏အရှင်သည်ရောင်ချီတော်ကိုလွတ်တော်မူသည့်အတိုင်းငါတို့ဒီဘုန်းအသရေသို့ပွား၍ပုံသဏ္ဍာန်တော်နှင့်အညီပြောင်းလဲခြင်းရှိရကြ၏ဒီနေ့ကျမတို့ခရစ်တော်ထဲမှာရှိတယ်ဆိုလို့ရှိရင်ကျမတို့ပြောင်းလဲခြင်းဆိုတာလိုအပ်တယ်ပြောင်းလဲခြင်းမရှိလို့ရှိရင်ဒီနေ့သခင်ယေရှုကိုရရှိပြီးတဲ့တာနဲ့သခင်ယေရှုကိုမရရှိတဲ့တာကတူနေမှာဖြစ်တယ်ဒါပေမဲ့ဒီနေ့သခင်ယေရှုရှင်ပြန်မထမြောက်မီနဲ့ရှင်ပြန်ထမြောက်ခြင်းကတကယ်ပဲပြောင်းလဲနေတာဖြစ်တယ်အာမင်ဒီနေ့မိတ်ဆွေရဲ့တက်တာထဲမှာပြောင်းလဲခြင်းရှိပြီလားသခင်ယေရှုအထဲမှာမိတ်ဆွေပြောင်းလဲခြင်းရှိပြီလားဒီနေ့မိတ်ဆွေတက်တာကိုစမ်းစစ်ဖွင့်ရန်ဖျားခင်ကအလိုရှိတယ်လိပ်ပြတွေကျမတို့လိပ်ပြတွေကိုကျမတို့ကြီးတဲ့အခါမှာဘူးသုံးလုံးကနေသူတို့သစင်ပြီးသစင်သူတို့ပြောင်းလဲပြီးတော့သူတို့ကနောက်ဆုံးမှာအရင်လာပါတဲ့လိပ်ပြဖြစ်တော့သူတို့ပုံသဏ္ဍာန်ပြောင်းလဲတယ်ထိုနည်း၎င်းပဲကျမတို့အသက်တာထဲမှာလဲအရင်ကမကောင်းပေမဲ့ဒီနေ့သခင်ယေရှုကိုတည်ပြီးကြတဲ့ကသခင်ယေရှုအထဲမှာကျမတို့အသက်ရှင်နေဆိုလို့ရှိရင်သခင်ယေရှုကအဲ့ဒီလာပါတဲ့အရင်လာပါတဲ့လိပ်ပြလိုပဲလူတကာငေးမောလောက်အောင်လိပ်ပြရဆိုရင်ပြန်တန်းတယ်ဆိုလို့ရှိရင်အရင်လာလုံးမင်္ဂလိတွေဆိုရင်တအားကြိတ်ကြတယ်ပေါ့နော်ဓပုံတွေရဲ့ချင်ကြတယ်လိပ်ပြတွေအရင်ကြိတ်ကြတယ်အဲ့လိုမျိုးအသက်တာလိုပဲဒီနေ့ကျမတို့အသက်တာထဲမှာလဲလိပ်ပြလိုပဲလာပါတဲ့သက်တာရရှိဖို့ရဖျက်ခင်အလိုရှိတာဖြစ်တယ်ဒီနေ့မိတ်ဆွေရဲ့သက်တာထဲမှာပြောင်းလဲခြင်းတွေလိုအပ်တယ်ပြောင်းလဲခြင်းတွေလိုအပ်တာဖြစ်တယ်ကောရိန္သုဩဝါဒစာအခန်းကြီး9ငယ်10မှာဆိုလို့ရှိရင်ခရစ်တော်၌ရှိတဲ့သူတွေကအသစ်ပြုတ်ပင်တဲ့တတဝါတွေလူရေးထားတာဖြစ်တယ်ဒီနေ့ခရစ်တော်ထဲမှာရှိတယ်ဆိုလို့ရှိရင်မိတ်ဆွေရဲ့တက်တာကထူးခြားလာမှာဖြစ်တယ်မိတ်ဆွေရဲ့တက်တာကပြောင်းလဲလာမှာဖြစ်တယ်သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းကမိတ်ဆွေတက်တာကိုပြောင်းလဲစေမှာဖြစ်တယ်ကျမတက်တာလဲပေါ့နော်အရင်တော့သခင်ယေရှုရှင်ပြန်ထမြောက်ခြင်းကိုကြိုးဆိုတယ်နေ့တိုင်းကြိုးဆိုတယ်ဒါပေမဲ့အတိတ်ပဲမရှိဘူးစင်လာအတိုင်းကျမတို့ကြိုးဆိုကြတယ်ဒါပေမဲ့သခင်ယေရှုကိုကယ်တင်ပန်ရှင်ဖြစ်စိတ်ချမှုမရှိတဲ့အခါမှာကျမတို့တပတ်တက်တာထဲမှာဆိုလို့ရှိရင်သခင်ယေရှုကရှင်ပြန်ထမြောက်တယ်ဆိုပြီးတော့သူများတွေကြိုးဆိုတယ်ပဲကြိုးဆိုတယ်ဒါပေမဲ့ကျမတက်တာထဲမှာအတိတ်ပဲသိမရှိဘူးဒါပေမဲ့ကျမသခင်ယေရှုကိုကယ်တင်ပန်ရှင်ဖြစ်လက်ခံပြီးတော့ဝိညာဉ်တော်ရဲ့ဖော်ပြခြင်းအဖြစ်ကျမကအသက်ရှင်တဲ့အခါမှာဒီနေ့သခင်ယေရှုရဲ့အရှင်ပြန်ထမြောက်ခြင်းကကျမအတွက်ပါလားကျမအတွက်တကယ်ပဲအတိတ်ပဲရှိပါလားဆိုပြီးတော့ကျမကပို့ပြီးတော့တည်လာတယ်ပို့ပြီးတော့သခင်ရဲ့အထဲမှာကျမကပို့ပြီးတော့ကျမကပျော်မွေ့လာတာဖြစ်တယ်ဒီနေ့မိတ်ဆွေရဲ့တက်တာထဲမှာလည်းပြောင်းလဲခြင်းမရှိသေးဘူးဆိုလို့ရှိရင်ဒီနေ့ဖျားရှင်တမှာစက်ကပ်ပါဖျားရှင်မိတ်ဆွေရဲ့တက်တာကိုပြောင်းလဲစေမှာဖြစ်တယ်ပြီးရင်နံပါတ်4အနေနဲ့ထာဝရအသက်ကိုရရှိစေတာဖြစ်တယ်ယောမအခန်းကြီး10ငယ်30မှ17မှာကြည့်တယ်ဆိုလို့ရှိရင်ခရစ်တော်ဒီတင်တို့အထဲ၌ရှိလင်ကိုယ်ကာယဒီအပြစ်ကြောင့်အသေးဖြစ်တော်လဲဝိညာဉ်မူကားဖြောင့်မတ်ခြင်းကြောင့်အသက်ရှင်လက်ရှိထ
ထိုမြတ်မကယေရှုကိုတည်ခြင်းမှထမြောက်စေတော်မူသောဘုရားသခင်၏ဝိညာဉ်သည်တင်တို့အထက်၌ကျင့်ဝတ်တော်မူလင်ခရစ်တော်ကိုတည်ခြင်းမှထမြောက်စေတော်မူသောဘုရားသည်တင်တို့အထက်၌ကျင့်ဝတ်တော်မိမိဝိညာဉ်အားဖြင့်တည်သက်သောတင်တို့၏ကိုယ်ကာယကိုပင်ရှင်စေတော်မူ၏ဒီမှာရေးထားတယ်ကိုယ်ကာယဒီအပြစ်ကြောင့်အသေးဖြစ်တော်လေဝိညာဉ်မူကားဖြောင့်မတ်ခြင်းကြောင့်အသက်ရှင်လက်ရှိ၏တင်တို့ထဲ၌ကျင့်ဝတ်တော်မူသောခရစ်တော်ကိုတည်ခြင်းမှထမြောက်စေတော်မူသောဖျားသခင်သည်တင်တို့၌ကျင့်ဝတ်သောမိမိဝိညာဉ်အားဖြင့်တည်သက်သောတင်တို့၏ကိုယ်ကာယကိုပင်ရှင်စေတော်မူ၏ဒီနေ့ဖျားသခင်ခရစ်တော်ထဲမှာကျမတို့အသက်ရှင်တဲ့အခါမှာတည်သက်တဲ့ကိုယ်ကာယကိုပင်ဖျားရှင်ကရှင်စေတယ်လို့ပြောတာဖြစ်တယ်ဒီနေ့ကျမတို့သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းအဖြစ်ကျမတို့ကထာဝရအသက်ကိုရရှိတာဖြစ်တယ်ဝိညာဉ်မူကဖြောင့်မတ်ခြင်းကြောင့်အသက်ရှင်လက်ရှိ၏ဝိညာဉ်မူကဖြောင့်မတ်ခြင်းကြောင့်အသက်ရှင်လက်ရှိ၏ကျမတို့ရဲ့ဝိညာဉ်ကထာဝရအသက်ရှင်ရသောခွင့်ဖျားခင်ကပေးတာဖြစ်တယ်အာမင်ဒီနေ့သခင်ယေရှုထမြောက်ခြင်းကသူပဲထမြောက်တာမဟုတ်ဘူးသူကိုယုံကြည်တဲ့သူတွေအတွက်လည်းဖြစ်တယ်သူကိုယုံကြည်တယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဝိညာဉ်လည်းထိုသခင်နဲ့အတူထာဝရအစိုးဆိုင်ရမှာဖြစ်တယ်အာမင်ဒီနေ့သခင်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းကြောင့်ကျမတို့ကအပြစ်လွတ်ခြင်းရတယ်အနာရောဂါတွေပျောက်ကင်းရသောခွင့်တွေရတာဖြစ်တယ်ကျမတို့လောကမှာပြင်လေကျမတို့အသက်ရှင်တဲ့အခါမှာလေကျမတို့အနာရောဂါတွေပျောက်ရသောခွင့်တွေရတာဖြစ်တယ်ချင်းမွန်ကူးကွယ်ခြင်းတဲ့မှာကျမတို့အနာရောဂါတွေပျောက်ကင်းရသောခွင့်တွေဖျားရှင်ပေးတာဖြစ်တယ်အဲ့ဒီຢာတွေကသခင်ယေရှုကြောင့်သာလည်းဖြစ်တယ်အာမင်ပြီးတဲ့အခါမှာသခင်ယေရှုရှင်ပြန်ထမြောက်ခြင်းကြောင့်ဖျားသခင်နဲ့ကျမတို့ပြန်လည်သင်မဲ့ရတဲ့ခွင့်ဖျားရှင်ပေးတယ်အတ္တတော်တတာဖျားရှင်ကပေးတယ်အောင်မြင်ခြင်းကိုပေးတယ်အာမင်သခင်ယေရှုအားဖြင့်ကျမတို့ကအောင်မြင်တဲ့သူတွေဖြစ်တယ်သခင်ယေရှုကိုကယ်တင်ပန်ရှင်ဖြစ်ယုံကြည်ပြီးတော့လက်ခံပြီးတော့အသက်ရှင်တဲ့သူတွေဖျားကိုကိုးစားတဲ့သူတွေကလောကကိုအောင်မြင်တဲ့သူတွေဖြစ်တယ်လောကမှာပဲမဟုတ်ဘူးထာဝရနိုင်ငံအတွက်လည်းအာမခံချက်ရှိတာဖြစ်တယ်အာမင်ထာဝရအသက်ကိုလည်းဖျားကပေးထားတာဖြစ်တယ်အာမင်ပြီးတဲ့အခါမှာကျမဒီနေ့ကျမတို့နိုင်ရှင်ကြရအောင်ပေါ့နော်သခင်ယေရှုကယ်တင်ပန်ရှင်ဖြစ်ရရှိတဲ့သူတွေနဲ့သခင်ယေရှုကိုမရရှိတဲ့သူတွေတက်တာကျမတို့ကြည့်ရအောင်သခင်ယေရှုကိုကယ်တင်ပန်ရှင်ဖြစ်သခင်ယေရှုထမြောက်ခြင်းအကြောင်းကိုယုံကြည်တဲ့မယုံကြည်ခင်နဲ့ယုံကြည်ပြီးတက်တာကြည့်မယ်ဆိုလို့ရှိရင်အရင်တုန်းကဇာတိပဂရိအတိုင်းသက်ရှင်တယ်သခင်ယေရှုကိုကယ်တင်ပန်ရှင်ဖြစ်မယုံကြည်တဲ့သူတွေကသူတို့ကဇာတိအတိုင်းသူတို့ကအသက်ရှင်တယ်ဖျားဆိုတာသူတို့အသက်တာထဲမှာနေရာမပေးဘူးအဲ့ဒီအတွက်ကြောင့်အဲ့ဒီလူကိုဇာတိပဂတိလူလို့ခေါ်တာဖြစ်တယ်ဒါပေမဲ့ဒီနေ့သခင်ယေရှုကိုကျမတို့ကကယ်တင်ပန်ရှင်ဖြစ်ယုံကြည်ပြီးတော့သခင်ယေရှုရဲ့အထဲမှာကျမတို့အသက်ရှင်နေဆိုလို့ရှိရင်ဒီနေ့သခင်ယေရှုကကျမတို့အသက်တာကိုပြောင်းလဲပေးတာဖြစ်တယ်ဘာအဖြစ်ပြောင်းလဲပေးလဲဆိုလို့ရှိရင်ဝိညာဉ်ပဂတိလူအဖြစ်ဖျားသခင်ကပြောင်းလဲပေးပြီဖြစ်တယ်အာမင်သခင်ယေရှုကိုယုံကြည်တဲ့သူတွေကမတူတော့ဘူးအသက်တာကပြောင်းလဲခြင်းရှိတယ်ဝိညာဉ်တော်ရဲ့လမ်းပြတဲ့အရာတွေကိုမြင်နိုင်သောစွမ်းတွေဖျားခင်ကပေးတယ်ပြီးတဲ့အခါမှာသခင်ယေရှုကိုမသိတဲ့သူတွေဆိုလို့ရှိရင်ဖျားရဲ့ယဉ်သူတွေလို့ဖျားကတတ်မှတ်တယ်ဒါပေမဲ့သခင်ယေရှုကိုယုံကြည်လက်ခံပြီးတော့သခင်ယေရှုရဲ့ထမြောက်ခြင်းအကြောင်းကိုလက်ခံတဲ့သူတွေကိုကြတော့ဖျားခင်ကဘာပြောထားလဲဆိုလို့ရှိရင်ဖျားသခင်ကအဆွေမိတ်ဆွေဆိုပြီးဖျားခင်ကပြောထားတာဖြစ်တယ်အရင်ကဖျားသခင်ရဲ့အပေါင်းအသင်းမဟုတ်ပေမဲ့ဖျားခင်ကိုသခင်ယေရှုကိုလက်ခံတဲ့သူတွေကိုဖျားခင်ကတင်တို့ဟာယခုငါရဲ့အပေါင်းအသင်းတွေဖြစ်ပြီးလို့ဖျားခင်ကပြောတာဖြစ်တယ်ရှင်ပေတရုဩဝါဒစာပထမဆောင်အခန်းကြီးနဲ့အငယ်30မှာဆိုလို့ရှိရင်အထက်ကအပေါင်းအသင်းမဟုတ်ယခုတွင်ဖျားသခင်အပေါင်းအသင်းဖြစ်ကြ၏ဂယုဏကျေးဇူးတော်ကိုအထက်ကမခံရတော့လဲယခုတွင်ခံရ၏အာမင်အပေါင်းအသင်းဖျားသခင်နဲ့ပေါင်းသင်ရတော့ခွင့်ဖျားသခင်ကပေးတာဖြစ်တယ်သခင်ယေရှုကိုယုံကြည်တဲ့သူတွေကိုသခင်ယေရှုက
ဖျားသခင်နဲ့ပေါင်းသင်းရတော့ခွင့်သခင်ယေရှုအဖြစ်ကျွန်တော်ကျမတို့ကရရှိထားပြီဖြစ်တယ်အာမင်ထိုမြတ်မကဂယုဏဂျေဇုတော်ကိုအထက်ကမခံရတော့လေယခုတွင်ခံရကြတယ်ဂယုဏဂျေဇုတော်ဆိုတာကကိုကြိုးစားလို့ရတဲ့အရာတွေမဟုတ်ဘူးဂျေဇုတော်ဆိုတဲ့အရာတွေကဖျားသခင်ဂယုဏတော်ဆိုတဲ့အရာတွေကကျမတို့ကြိုးစားလို့ကျမတို့မရနိုင်ဘူးအဲ့ဒီအရာတွေကကျမတို့မထိုက်တန်ဘဲနဲ့မကြိုးစားဘဲနဲ့ဖျားသခင်ကသူ့ရဲ့ဂျေဇုဂယုဏတော်နဲ့ကျမတို့ကိုပေးထားတာဖြစ်တယ်မထိုက်တန်လဲပဲဖျားသခင်ကပေးထားပြီဖြစ်တယ်ဒီနေ့ဖျားသခင်နဲ့အပေါင်းအသင်းဖြစ်တဲ့သူတွေဖျားသခင်နဲ့မိတ္တဟာရဖွဲ့တဲ့သူတွေဖျားသခင်နဲ့ပြန်လဲတည်မြဲခြင်းကိုရတဲ့သူတွေကိုဖျားသခင်ကဂျေဇုဂယုဏတော်နဲ့ပတ်ရထားပြီဖြစ်တယ်လို့ပြောတာဖြစ်တယ်အာမင်ပြီးတဲ့အခါမှာဒီနေ့သခင်ယေရှုကိုကယ်တင်ပတ်ရှင်ဖြစ်လက်မခံတဲ့သူတွေကဝိညာဉ်ရေးရတို့ကစိတ်ဝင်စားဘူးဝိညာဉ်တို့ကစိတ်ဝင်စားဘူးဝမ်းစာတို့ပဲတို့ကစိတ်ဝင်စားတယ်လောကယာတွေနဲ့တို့ကပျော်မွေ့တယ်လောကယာတွေနဲ့တို့ကကျင်လည်နေကြတယ်ဒါပေမဲ့သခင်ယေရှုကိုယုံကြည်လက်ခံပြီးပြောင်းလဲတဲ့သူတွေရဲ့တက်တာကဝိညာဉ်တော်ထဲမှာဝိညာဉ်တော်ကိုရှင်းလင်းစွာမြင်ရတော့ခွင့်ဖျားရှင်ကပေးထားတယ်လို့ပြောတာဖြစ်တယ်ကိုရိန္သုဩဝါဒစာပထမဆောင်ခန်းကြီးနဲ့ငယ်လေးမှာဆိုလို့ရှိရင်ဇာတိပကတိလူဒီဖျားသခင်ဝိညာဉ်တော်အရာကိုမခံမယူထိုအရာဒီမိုက်မဲတော်အရာဖြစ်တယ်ဟုထင်တတ်၏ဝိညာဉ်မူကားထိုအရာလုံးစုံတို့ကိုပိုင်းခြား၍နားလည်တတ်၏ခရစ်တော်၏စိတ်ကိုခံရ၏ကျွန်မကအတူကောက်ယူထားတာဖြစ်တယ်ဒီထဲမှာဆိုလို့ရှိရင်ဇာတိပကတိလူကဖျားသခင်ဝိညာဉ်တော်ကိုမခံမယူဘူးဇာတိပကတိစိတ်ကဝိညာဉ်တော်ရဲ့အလုံးလုံးချင်းကိုမမြင်နိုင်ဘူးဒါပေမဲ့သခင်ယေရှုကိုယုံကြည်လက်ခံတဲ့သူတွေရဲ့သက်တာထဲမှာဝိညာဉ်တော်ကအလုံးလုံးတဲ့အခါမှာဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းနဲ့ဝိညာဉ်တော်ရဲ့အလုံးလုံးချင်းတွေတစ်ခုပြီးတစ်ခုတွေ့မြင်ရတော့ခွင့်ရှင်းလင်းစွာတွေ့မြင်ရတော့ခွင့်ဝိညာဉ်တော်ကပေးတာဖြစ်တယ်ပြီးတဲ့အခါမှာခရစ်တော်၏စိတ်ကိုခံရကြ၏သူတို့ရဲ့အထဲမှာခရစ်တော်ရဲ့စိတ်ကအလွန်မိုးနေတာဖြစ်တယ်အာမင်ပြီးတဲ့အခါမှာဆက်လက်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အရင်ဘဝကပေါ့နော်တကယ်ရှိကိုမသိတဲ့သူတွေကမာနနဲ့ပဲဆိုင်တာဖြစ်တယ်နှက်ဆိုးနဲ့ပဲဆိုင်တာဖြစ်တယ်သူတို့မှဖျားဆိုတာမရှိဘူးဖျားဆိုတာရှိတယ်ဒါပေမဲ့သူတို့ရဲ့ဖျားကမာနနှက်ဆိုးဖြစ်တယ်ဒါပေမဲ့တကယ်ရှိကိုပိုင်ဆိုင်တဲ့သူတွေကဖျားသားဖျားတော်ခွင့်ဖျားခင်ကပေးတာဖြစ်တယ်မာနနဲ့ဆိုင်မဆိုင်တော့ဘူးတကယ်ရှိကိုသိတဲ့သူတွေကဖျားသားဆိုပြီးတော့တတ်မှတ်ခြင်းကိုခံရတဲ့သူတွေဖြစ်တယ်ကျမတို့ဒီအရာကိုပဲအထဲမှာတွေ့ရလဲဆိုလို့ရှိရင်ရှင်ပေတရုဟောဝါဒစာပထမဆောင်ခန်းကြီးနဲ့အငယ်ကိုမှဆိုလို့ရှိရင်တင်တော်မူကားမောင်မိုက်ထဲမှအံပွေတော်အလင်းတော်တို့ခေါ်သွင်းတော်မူသောသူဤဂုံကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏မင်းစည်းစိမ်ရှိသောယိပရောဟိတ်မျိုးတန်ရှင်သောမျိုးပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်တော်မူ၏အာမင်ဒီနေ့ဖျားသခင်ကိုရွေးချယ်တဲ့သူတွေကမင်းစည်းစိမ်ရှိသောမျိုးယိပရောဟိတ်ရှိသောမျိုးတန်ရှင်သောမျိုးဆိုပြီးတော့တတ်မှတ်ခြင်းကိုခံရတဲ့သူတွေဖြစ်တယ်အာမင်သင်တို့ဒီအဖိုးနဲ့ဝေတော်မူသောသူဖြစ်သောကြောင့်ဖျားသခင်ပိုင်တော်မူသောသင်တို့၏ခန္ဓာနဲ့စိတ်ဝိညာဉ်အဖြစ်ဖျားသခင်၏ဘုန်းတော်ကိုထင်ရှားစေကြလော့အာမင်ဒီနေ့ကျွန်မပြောတဲ့အရာတွေကမိတ်ဆွေအတွက်ချားဖူးနာဝပြီးသားဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်နားရင်ပြီးသားအရာဖြစ်မယ်ကျွန်မတို့အသက်တာထဲမှာခဏကြားရတဲ့အရာတွေလည်းဖြစ်ခြင်းဖြစ်လိမ့်မယ်ဒါပေမဲ့ကျွန်မဒီနေ့ပြန်ပြောချင်တယ်ဒီနေ့သခင်ယေရှုထားမြောက်တယ်မိတ်ဆွေအတွက်ထားမြောက်ရဲ့လားမိတ်ဆွေအတွက်သခင်ယေရှုထားမြောက်ခြင်းကတန်ဖိုးရှိရဲ့လားမိတ်ဆွေအတွက်အကျိုးရှိရဲ့လားဆိုတာကျွန်မပြန်လဲပြီးတော့စမ်းစစ်စေချင်တယ်သခင်ယေရှုကိုကျွန်မတို့သိကြတယ်သခင်ယေရှုကိုကျွန်မတို့ယုံကြည်ကြတယ်ဒါပေမဲ့ကျွန်မတို့သခင်ယေရှုအထဲမှာအသက်မရှင်တဲ့အခါမှာသခင်ယေရှုကိုကျွန်မတို့နေရာမပေးတဲ့အခါမှာသခင်ယေရှုကကျွန်မတို့အထဲမှာအလုံးမလုံးနိုင်ဘူး
ကျမတို့ယုံကြည်ခြင်းတွေမတိုးပွားနိုင်ဘူးကျမတို့ရဲ့ခြေလမ်းတွေနေကွေးနေတာဖြစ်တယ်သခင်ယေရှုကိုနေရာမပေးတဲ့အခါမှာကျမတို့ကနေတုံနဲ့ဖခင်တရားမှာကျမတို့ကနေနေတာဖြစ်တယ်ဒါပေမဲ့ဒီနေ့သခင်ယေရှုရဲ့ထားမြောက်ခြင်းသခင်ယေရှုရဲ့အောင်မြင်ခြင်းအကြောင်းကိုဒီနေ့မိတ်ဆွေသက်တာထဲမှာနေရာပေးပြီးတော့မိတ်ဆွေသက်တာထဲမှာသခင်ယေရှုကိုမိတ်ဆွေကနေရာပေးမယ်ဆိုလို့ရှိရင်ဒီမိတ်ဆွေသက်တာထဲမှာပြောင်းလဲခြင်းတွေတစ်ဆင့်ပြီးတစ်ဆင့်ဘုရားသခင်ကတွေ့မြင်စေမှာဖြစ်တယ်ကျမတို့အခုဆိုလို့ရှိရင်နောက်ဆုံးသောကာလတွေကျမတို့တွေ့ကြုံရပြီဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့မလေးရှားမှာဆိုလို့ရှိရင်တလနီးပါးရှိပြီပေါ့နော်ဒီအချိန်မှာကျမကဘာခံစားလဲဆိုလို့ရှိရင်ကျမတို့ဖះเจ้าကိုတွားပြီးတော့ကျမတို့ဖះကိုကျမတို့မချီးမွမ်းနိုင်ဘူးဒါပေမဲ့ online ကနေဖះကိုချီးမွမ်းရတော့ခွင့်ဖះရှာပေးတယ်ပြီးတဲ့အခါမှာကျမကအဲ့ဒီအရာအတွက်ကျမတကယ်ပဲကျေးဇူးတင်တယ်ပြီးတဲ့အခါမှာကျမကအဲ့ထဲမှာဘာကိုသင်ခန်းစာရလဲဆိုလို့ရှိရင်ကျမဆိုရင်ဒီအစိုးရကပေါ့နော်သူတို့ကစီမင်းစည်းကမ်းတွေသူတို့ကထုတ်ထားတာဖြစ်တယ်အပြင်မထွက်ရဘူး stay at home ဆိုပြီးတော့သူတို့ကစီမင်းစည်းကမ်းတွေထုတ်တယ်အဲ့ဒီခါမှာကျမတို့ကအဲ့ဒီစီမင်းစည်းကမ်းကိုလိုက်နာတယ်ဆိုလို့ရှိရင်ကျမတို့ကလွတ်မြောက်ကျမတို့ကသူတို့ရဲ့စီမင်းစည်းကမ်းကိုလိုက်နာတဲ့အခါမှာကျမတို့ကအစိုးရတွေရဲ့ချီနှောင်ခြင်းတွေကနေကျမတို့လွတ်မြောက်တယ်ပြီးတဲ့အခါမှာကျမတို့ကိုယ်တိုင်ကျမတို့ရဲ့ခန္ဓာကိုယ်ဖြစ်ပေါ့နော်ကျမတို့ကလွတ်မြောက်ခြင်းတွေခံစားရတာဖြစ်တယ်အဲ့ဒီအခါမှာကျမကဘာပြောချင်လဲဆိုလို့ရှိရင်ဒီအစိုးရတွေကပေါ့နော်သူတို့ကအဲ့လိုစီမင်းစည်းကမ်းတွေထုတ်တယ်တခါပေါ့နော်ကျမတကယ်အသွေးကြုံကျမအပြင်တခါထွက်မိတယ်ပေါ့နော်အပြင်ထွက်မိတဲ့အခါမှာဘာတွေ့ရလဲဆိုလို့ရှိရင်ကျမအဲ့ဒီland block တဲ့လူတွေနဲ့ကျမကတွေ့တယ်တွေ့တဲ့အခါမှာသူတို့ကကျမကိုတွေ့တဲ့အခါမှာသူတို့ကဘာဖြစ်လို့နင်ကအပြင်ထွက်တာလဲအိမ်မှာနေလို့ပြောထားတာဘာဖြစ်လို့အပြင်ထွက်တာလဲဆိုပြီးပြောတာဖြစ်တယ်အဲ့နဲ့ကျမကမစီမဆိုင်မဲနဲ့ကျမတို့ကကျမတို့ရဲ့ကတ်တွေကိုပေးပြီးတော့အဲ့ဒီသူတို့စခန်းသားမှာကျမက2နာရီလောက်ပေါ့နော်မသိရတာဖြစ်တယ်သူတို့ရဲ့ဒဏ်ပေးခြင်းကိုကျမခံရတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့စီမင်းစည်းကမ်းထုတ်ရတဲ့နဲ့ကျမကမလိုက်နိုင်ဘူးအဲ့ဒီအတွက်ကြောင့်ကျမကဒဏ်ပေးခြင်းကိုခံရတယ်အဲ့ဒီချိန်မှာကျမကဘာခံစားလဲဆိုလို့ရှိရင်အော်စီမင်းစည်းကမ်းဆိုတာအဲ့လိုပါလားစီမင်းစည်းကမ်းကကျမတို့ကိုဒဏ်ခတ်တတ်ပါလားမလိုက်နာခြင်းကြောင့်ဒီလိုမျိုးဒဏ်ခံရပါလားအော်အဲ့လိုပဲဖခင်သခင်ကသူ့ရဲ့သားတော်ကိုယုံကြည်ဖို့ရန်ကျမတို့ကိုပြောရတဲ့နဲ့ကျမတို့ကမယုံကြည်ဘူးဆိုလို့ရှိရင်တကယ်ပဲဖခင်ရဲ့ဒဏ်ဖခင်ပေးတဲ့ဒဏ်ကိုကျမတို့ကတကယ်ပဲခံစားရမှာပါလားဆိုပြီးတော့အဲ့ဒီထဲမှာကျမကအဖခင်ရဲ့စကားပြောချင်းလို့ပြောမလားကျမကကိုပေါ့နော်ကျမကပြန်ဆန်းစစ်ပြီးတော့အော်ဖခင်သခင်ရဲ့နိုင်ငံတော်ကလည်းထိုနည်းလည်းကောင်းပါလားဖခင်ပြောထားတဲ့အတိုင်းကျမတို့သခင်ယေရှုကိုမယုံကြည်လို့ရှိရင်ကျမတို့ကငရဲကိုသွားရမှာပါလားဆိုပြီးတော့ကျမတက်တာထဲမှာတဖန်ပြန်ပြီးတော့ကိုပေါ့နော်ဖခင်ကကျမကိုစကားပြောတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီမှာရှိတဲ့မိတ်ဆွေတွေကိုလည်းကျမပြောချင်တယ်ဒီနေ့ဖခင်သခင်ကကျမတို့ကိုအရင်တော့ဆိုရင်ပညတ်တွေအများကြီးပေးထားတယ်လိုက်နာဖို့ရအများကြီးပေးထားတယ်အဲ့ဒီຢာတွေကိုကျမတို့ကမလိုက်နာနိုင်တဲ့အခါမှာဘုရားသခင်ကအဲ့ဒီအတွက်ကြောင့်သခင်ယေရှုကိုစေလွတ်တာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကသခင်ယေရှုကိုစေလွတ်ပြီးတော့ဒီနေ့သခင်ယေရှုကိုယုံကြည်ဖို့ရန်ဘုရားသခင်ကအဲ့ဒီတစ်ခုတည်းပဲကျမတို့ကိုတောင်းဆိုတာဖြစ်တယ်ဒီနေ့ဘုရားသခင်တောင်းဆိုတဲ့အရာကိုမိတ်ဆွေတကယ်ပဲလိုက်နာပြီလားသခင်ယေရှုကိုကယ်တင်ပန်ရှင်ဖြစ်မိတ်ဆွေယုံကြည်လက်ခံပြီလားဒီနေ့ဆန်းစစ်ဖို့ရန်အတွက်အကောင်းဆုံးအချိန်ဖြစ်တယ်ကျမတို့ယာတိဥတုတွေကကျမတို့ကိုဘုရားသခင်နဲ့နီးကပ်ဖို့ရန်အတွက်စကားပြောနေတာဖြစ်တယ်ယာတိဥတုတွေကကျမတို့ကိုဘုရားခင်နဲ့အချိန်ယူဖို့ရန်အတွက်အချိန်ပေးနေတာဖြစ်တယ်ဒီအချိန်မှာပင်လင်မိတ်ဆွေဘုရားခင်နဲ့အချိန်မယူတတ်ဘူးဆိုလို့ရှိရင်ဘုရားရဲ့မျက်မှောက်တော်ခံစားဖို့ရန်အတွက်အရန်ဝေးကွာနေမှာဖြစ်တယ်ကျမတို့အလုံးလိုက်ရင်းလိုက်ဘုရားကြောင့်သွားတယ်ချီးမွမ်းကိုးကွယ်ကြတယ်ဆုတောင်းကြတယ်အဲ့ဒီအရာတွေကမကောင်းဘူးလို့မပြောပါဘူးကောင်းပါတယ်ဒါပေမဲ့အဲ့ဒီအရာတွေထက်ဘုရားသခင်ကဒီနေ့မိတ်ဆွေကိုယ်တိုင်သခင်ယေရှုနဲ့တွေ့ဖို့ရန်မိတ်ဆွေကိုယ်တိုင်အိမ်မှာ
ဖျားခင်တဲ့အချိန်ယူဖို့ရန်ဒီနေ့ဖျားကပေးထားတဲ့အချိန်ဖြစ်တယ်ဒီနေ့ဟာဆိုလို့ရှိရင်ရှင်ပြန်ထားမြောက်တဲ့နေ့ဖြစ်တယ်ဒီနေ့ရှင်ပြန်ထားမြောက်တဲ့နေ့မှာမိတ်ဆွေယေရှုကိုကျေးဇူးတင်စကားပြောရဲ့လားမိတ်ဆွေတို့ရှင်ပြန်ထားမြောက်တဲ့ခရစ်တော်ကိုနေရပေးရလားဆိုတာကျွန်မဒီနေ့မေးချင်တယ်ဒီနေ့ကျွန်မတို့အချင်းနေတဲ့ကျွန်မတို့ရဲ့ချိန်တွေကိုကုန်ဖို့ရန်ဖျားကအလိုမရှိဘူးဒီနေ့ဖျားသခင်ကိုကျွန်မတို့ချိန်ပေးဖို့ရန်ဖျားကအလိုရှိနေတာဖြစ်တယ်ကျွန်မတို့ online တွေနဲ့ချိန်ကုန်မဲ့အစားဒီနေ့ဖျားသခင်ကိုအိမ်မှာနေတဲ့အခါမှာဖျားခင်ကိုအချိန်ပေးဖို့ရန်အတွက်ဖျားခင်ကမိတ်ဆွေကိုအလိုရှိတာဖြစ်တယ်တဝချင်းစီတိုင်းကိုဆန်းစစ်ဖို့ရန်အကောင်းဆုံးသောအချိန်ဖြစ်တယ်ဆရာတွေကိုလည်းအားကိုးဖို့ရန်ဖျားခင်ကအလိုမရှိဘူးအာမင် online ကနေဖျားခင်ရဲ့စကားကိုဆရာတွေအားဖြင့်ကျမတို့နားထောင်နိုင်တယ်ဟုတ်တယ်ထိုမြတ်မကဖျားခင်ကကျမတို့ကိုဘာလို့ချင်လဲဆိုတော့ကျမတို့ရဲ့တက်တာကိုစစ်မှန်တဲ့ပြောင်းလဲတဲ့ယုံကြည်သူတွေဖြစ်ဖို့ရန်ဒီနေ့ဖျားခင်ကမိတ်ဆွေကိုအလိုရှိတာဖြစ်တယ်ကျမတို့ရဲ့တက်တာကိုကျမတို့ကမပိုင်မှန်ကျမတို့ကတည်လာတယ်ခုဆိုလို့ရှိရင်ဒီကဆိုးတွေကပေါ့နော်လူမျိုးဘာသာမရွေးလူတွေကြားမှာဖြစ်တဲ့အနာတွေဖြစ်တယ်အဖြူအမဲအကုန်လုံးပညာရှိဖြစ်တထေးဖြစ်လူမျိုးဘာသာမရွေးမခွဲခြားဘဲနဲ့ဒီကဆိုးကပေါ့နော်ဖြစ်နိုင်တာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီမှာရှိတဲ့မိတ်ဆွေတွေကိုကျွန်မကမေးချင်တယ်ဒီနေ့ဖျားသခင်ကလည်းလူမျိုးဘာသာမရွေးကိုချစ်တဲ့ဖျားသခင်ဖြစ်တယ်ဖျားသခင်ကလည်းလောကသားအလုံးအတွက်အသက်ကိုဆုံးပြီးတော့လေဝါကားတိုင်းမှာအသေးခံတာဖြစ်တယ်သခင်ယေရှုအသေးခံခြင်းကမိတ်ဆွေတို့လည်းပါဝင်တာဖြစ်တယ်အာမင်ဒီနေ့သခင်ယေရှုသေခြင်းရှင်ပြန်ထမြောက်ခြင်းအရာကမိတ်ဆွေတို့အကျိုးရှိစေခြင်းနဲ့ဖျားခင်ဖြစ်တယ်ဒီနေ့သခင်ယေရှုကိုမိတ်ဆွေအနေနဲ့ဂျေဇုမတင်ရသေးဘူးသခင်ယေရှုကိုကယ်တင်ပန်ရှင်ဖြစ်ယုံကြည်လက်ခံလို့မရသေးဘူးဆိုလို့ရှိရင်ကိုပြောင်းလဲလို့မရသေးဘူးဆိုလို့ရှိရင်ဒီနေ့ဖျားခင်စီမှာကိုစကန်နံပါတ်ဒီနေ့ဖျားသခင်ကမိတ်ဆွေတက်တာကိုပြောင်းလဲစေမှာဖြစ်တယ်ဒီတိုင်းကျမတို့တက်တာကိုကျမတို့အသက်ရှင်လို့မရတော့ဘူးဒီနေ့ကျမတို့အသက်ရှင်တဲ့အခါမှာဖခင်ကိုတည်ဖို့ရန်ဖခင်ကအလိုရှိတာဖြစ်တယ်ဖခင်ရဲ့ဘုန်းတော်ကိုထင်ရှားဖို့ရန်ဖခင်မိတ်ဆွေကိုအလိုရှိတာဖြစ်တယ်ဒီနေ့မိတ်ဆွေသခင်ယေရှုကိုကယ်တင်ပန်ရှင်ဖြစ်ယုံကြည်လက်ခံပြီးပြီဆိုရင်တောင်မှမတည်သေးတဲ့သူတွေကိုသခင်ယေရှုရဲ့ကယ်တင်ခြင်းအကြောင်းကိုဝင်ငါပါဒီအချိန်ကအကောင်းဆုံးသောအချိန်ဖြစ်တယ်ခုချိန်မှာဆိုလို့ရှိရင်တချို့သောသူတွေကအလုံးလက်မဲ့ဖြစ်ကြတယ်တချို့သောသူတွေကအလူတွေအတွက်အလုံးရှုပ်ကြတယ်ကျွန်တော်မရသေးဘူးဆိုပြီးတော့ဖုန်းတွေဆက်ကြတယ်အဲ့ဒီအတိုင်းပဲကျမတို့ရဲ့ဝမ်းစာအတွက်ကျမတို့ကစူးစမ်းသလိုပဲဝမ်းစာအတွက်ကျမတို့ကနာမည်စင်းပေးသလိုပဲဒီနေ့ကျမတို့ရဲ့ဝိညာဉ်အတွက်ဒီနေ့ကောင်းကင်မှာနာမည်စင်းရှိဖို့ရန်အတွက်ကျမတို့ဘုရားခင်စပါကျမတို့ဆုတောင်းရအောင်သခင်ယေရှုကိုကယ်တင်ပန်ရှင်ဖြစ်ကျမတို့လက်ခံရအောင်သခင်ယေရှုကယ်တင်ခြင်းအကြောင်းကိုမိတ်ဆွေသိနားလည်ပြီးသားဖြစ်လိမ့်မယ်ဒါပေမဲ့မိတ်ဆွေတက်တာထဲမှာခရစ်တော်အသက်မရှင်သေးဘူးဆိုလို့ရှိရင်ဆုတောင်းပါတစ်ခါမရရင်နှစ်ခါဆုတောင်းပါနှစ်ခါမရသုံးခါဆုတောင်းပါအထက်ခါဘုရားရှင်စမှာစိတ်နှလုံးအကျွမ်းမဲ့နဲ့အနံ့ပြီးတော့ထိုကယ်တင်ခြင်းအကြောင်းကိုရှင်းလင်းစွာသိပါမိအကြောင်းဒီနေ့ဘုရားရှင်စမှာအမှန်ဖို့ရန်စမှာခေါ်ဖိတ်ချင်ပါတယ်ဒီနေ့ကျမတို့တက်တာကိုဘုရားရှင်စမှာဂျေဇုတော်ကိုချီးမွမ်းရတဲ့ကျမတို့တက်တာကိုပြန်လဲပြီးတော့အနံ့ရအောင်ဒီနေ့မိတ်ဆွေတက်တာထဲမှာအပြစ်ရှိတယ်လို့ခံစားရတယ်ဆိုလို့ရှိရင်ဒီနေ့ထိုအပြစ်အတွက်ဘုရားရှင်စမှာဝင်ချတောင်းပန်ပါဒီနေ့သခင်ယေရှုထားမြောက်ခြင်းကမိတ်ဆွေအတွက်လည်းဖြစ်တယ်တထေးလူတွေအတွက်ပဲသခင်ယေရှုကထားမြောက်တာမဟုတ်ဘူးပညာရှိတဲ့လူတွေအတွက်ပဲသခင်ယေရှုကထားမြောက်တာမဟုတ်ဘူး
ဆင်းရဲတဲ့သူတွေအတွက်ပဲသခင်ယေရှုကထားမြောက်တာမဟုတ်ဘူးဒီနေ့သခင်ယေရှုထားမြောက်ခြင်းကလူတိုင်းအတွက်ဖြစ်တယ်ကလေးတွေအတွက်လည်းဖြစ်တယ်လူကြီးတွေအတွက်လည်းဖြစ်တယ်လူငယ်တွေအတွက်လည်းဖြစ်တာဖြစ်တယ်ဒီနေ့သိခြင်းကဘယ်ချိန်လာမယ်ဆိုတော့ကျမတို့မသိဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့အသက်တာထဲမှာကဲတင်ချင်းစိတ်ချမှုရဖို့ရန်အတွက်ဒီနေ့သခင်ယေရှုရဲ့ထားမြောက်ခြင်းကိုကျမတို့ယုံကြည်ရအောင်သခင်ယေရှုရဲ့ထားမြောက်ခြင်းကိုကျမတို့အသက်တာထဲမှာလက်ခံရအောင်ဒီနေ့ဖျားခင်ကအလုံးလုံးလုံးအမှာဖြစ်တယ်ဖျားခင်နဲ့အချိန်ယူပါအိမ်မာနေတဲ့အချိန်မှာဖျားခင်နဲ့အချိန်ယူပါအလုံးလက်မဲ့ဖြစ်နေတဲ့အချိန်မှာဖျားခင်နဲ့အချိန်ယူပါဖျားခင်မျက်မှောက်တော်ကိုမခံစားဘူးလို့ခံစားတဲ့အချိန်မှာပြင်နေနေဖျားခင်နဲ့အချိန်ယူပါဖျားခင်ကအလုံးလုံးမှာဖြစ်တယ်အကျွေးနဲ့လဲပတ်နေတဲ့သူတွေလည်းဒီနေ့ဖျားခင်နဲ့အချိန်ယူပါဒီနေ့ဖျားခင်ကမိတ်ဆွေရဲ့တတာတွေကိုတာဝန်ယူခြင်းနဲ့ဖျားခင်ဖြစ်တယ်ဒီနေ့သခင်ယေရှုလက်ဝါးကားတိုင်းမှာပေးဆက်ခြင်းအဖြစ်သခင်ယေရှုပြုလုပ်ပေးတဲ့အရာတွေအားဖြင့်အရာအလုံးကအောင်မြင်ခြင်းကိုရရှိစေတာဖြစ်တယ်ဟာလေလုယာโอรามาริเกชาราปาราปาราปาริเกชาราตาตาโอဒီနေ့သခင်ယေရှုရဲ့တင်ခြင်းအတွက်ကျမတို့ဖျားခင်စမကျေးဇူးတင်ရအောင်ဖျားခင်ရဲ့တင်မြတ်စေတဲ့အရာတွေအတွက်ကြောင့်ကျမတို့ဖျားခင်စမကျေးဇူးတင်ရအောင်သခင်ယေရှုအားဖြင့်ဖျားခင်ကကျမတို့ကိုဖြောင်းမတဲ့သူတွေလို့ဖျားခင်ကတမန်ထားတာဖြစ်တယ်ဒီနေ့မိတ်ဆွေဖျားရှင်စမကျေးဇူးတင်လိုက်ပါဖျားရှင်ကနမိတ်လက္ခဏာတွေတွေ့မြင်စေမှာဖြစ်တယ်ထူးခြားစွာမိတ်ဆွေရဲ့တတကိုပြောင်းလဲစေမှာဖြစ်တယ်ထူးခြားစွာမိတ်ဆွေရဲ့တတကိုလမ်းပြမှာဖြစ်တယ်ဟာလေလုโอรามาริเกชาราป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 าโอตุปาโอนังเลียนฮีตุปาฮาเลลูยาโอเยซูโอราปาริเกชาราปาราปาริเกชากุโรပြုပေးတဲ့အမှုများအတွက်ကိုယေရှုတင်တယ်ကိုရောဟာတဲ့ခြင်းကိုအောင်မြင်နေရှင်ဖြစ်တဲ့ကိုရောကိုပိုင်ဆိုင်ရရှိရလို့ကိုယေရှုတင်တယ်ကိုရဲ့သွေးတော်အတွက်ကိုယေရှုတင်တယ်ကိုရဲ့တန်ရာတန်ချအားဖြင့်ကျမတို့ရဲ့အနာပြောက်လက်ရှိတဲ့အတွက်ကြောင့်ကိုယေရှုတင်တယ်ဒါသမီးတို့ပေါ်မှာမြင်တဲ့အခြင်းစီရှိတော်မူသောဖျားခင်ကိုယေရှုတင်တယ်အသက်ပေးလာအောင်ချစ်တဲ့ချစ်ချင်းမြတ်တာအတွက်ကိုယေရှုတင်တယ်ဟာလေလုယာကိုရောတာလေဘုံကြီးခြင်းကိုခံထိုက်တော်ရှင်ဖြစ်တဲ့ကိုရောယေရှုကိုယေရှုတင်ပါ၏ကိုရောပြုပေးတဲ့အရာတွေအတွက်ကိုယေရှုတင်ပါ၏ကိုရောတာလေချင်းမြောက်ခြင်းကိုခံရတဲ့ခံထိုက်တဲ့ဖျားခင်ဖြစ်တဲ့ကိုရောဟောတာသမီးတို့ရဲ့တတတဲ့အခုကိုရောရှင်လန်းပြတော်မူပါဒီနေ့ကိုရောကိုကဲတင်ပန်ရှင်ပြလက်ခံယုံကြည်လို့မရနိုင်သေးတဲ့သူတွေကိုအပြစ်ရှိနေတယ်လို့ခံယူတဲ့သူတွေကိုဝိညာဉ်တော်ဖဖျားဒီနေရာကနေစကားပြောတော်မူပါရှိတဲ့နေရာကနေဝိညာဉ်တော်ဖဖျားစကားပြောတော်မူပါသူတို့တွေမြင်ရတဲ့ຢာတွေကနေကိုရောရှင်ဖဖျားစကားပြောတော်မူပါသူတို့တွေစားတောက်နေရတဲ့စားတောက်တွေအဖြစ်ကိုရောရှင်စကားပြောတော်မူပါဟာလေလုယာကိုရောရှင်ရဲ့ကဲတင်ခြင်းအကြောင်းကိုသူတို့အတွက်လုံလောက်လက်ရှိတဲ့အကြောင်းဝိညာဉ်တော်ဖဖျားထူးခြားစွာဖော်ပြပေးတော်မူပါဒီအချိန်မှာဝိညာဉ်တော်ဖဖျားမကြမ်းမာတဲ့သူတွေကိုဝိညာဉ်တော်ဖဖျားကိုရထားမြောက်ခြင်းရာအဖြစ်ကျမချင်းမြတ်ဝိညာဉ်တော်ဖဖျားပေးသနာတော်မူပါကဲတင်ချင်းစိတ်ချမှုမရတဲ့သူတွေကဲတင်ချင်းစိတ်ချမှုဝိညာဉ်တော်ဖဖျားပေးသနာတော်မူပါဝိညာဉ်တော်ရဲ့တူတည်ခြင်းကိုမခံရသေးတဲ့သူတွေဝိညာဉ်တော်ဖဖျားတူတည်ခြင်းကိုဝိညာဉ်တော်ဖဖျားပေးသနာတော်မူပါဒီနေ့ကိုရောရဲ့ရှင်ပြန်ထားမြောက်ခြင်းကတကူပါကြောင်းလူတိုင်းရဲ့တတထဲမှာထင်ရှားစွာဝိညာဉ်တော်ဖဖျားပြတော်မူပါယေရှုတင်ပါ၏ဝိညာဉ်တော်ဖဖျားကိုရောရဲ့လမ်းပြပေးခြင်းအရာများအတွက်ကိုယေရှုတင်တယ်ဒါသမီးတို့တွေရှိတဲ့နေရာကနေကိုရောကိုချီးမွမ်းကြပါ၏ရှိတဲ့နေရာကနေကိုရောကိုချီးမြှောက်ကြပါ၏ကိုရောပြုပေးတဲ့အရာတွေအတွက်ကိုရောကိုယေရှုတင်ကြပါ၏ဝိညာဉ်တော်ဖဖျားဒါသမီးတို့တွေပူဇော်တဲ့
ချီးမွမ်းတကားကိုဝိညာဉ်တော်ဖဖျားလက်ခံတော်မူပါကိုရောနဲ့တာ၍နေကြရတော့ခွင့်ကိုရရှင်ဖဖျားပေးသနာတော်မူပါရှင်ပြန်တမြောက်ခြင်းရဲ့တကိုးကိုအထူးသဖြင့်အိုခံစားရတော့ခွင့်ဖဖျားရှင်ပေးသနာတော်မူပါကိုရနမိတ်လက္ခဏာများကိုအရင်ကထက်ပုံမတွေ့မရတော့ခွင့်များကိုရရှင်ဖဖျားပေးသနာတော်မူပါဂျေဇုတင်နဲ့ကိုရရဲ့ဝါကားတိုင်းအတွက်ဂျေဇုတင်နဲ့ကိုရရဲ့သွေးတော်အတွက်ဂျေဇုတင်နဲ့ကိုရထားမြောက်ခြင်းရများအတွက်ကိုဂျေဇုတင်ပါ၏ကိုရဖဖျားဒါသမီးတတထဲမှာနောက်မဆုတ်ဘဲနဲ့ကိုရရဲ့ခြေတော်ရင်းတို့အစင်အမြဲလိုက်တော်တတများဖြစ်ပါမည်အကြောင်းဒါသမီးတို့ကိုလမ်းပြတော်မူပါလို့ဒီခေယေရှုရဲ့နာမတော်ကိုမြည်ပြုလက်ယေရှုနာမ၌ဆုတောင်းလက်စကန်နာကြပါ၏အာမင်ရောက်စီတိုင်းကိုဖျက်ရှင်ကောင်းချီးပေးပါစေ